အားလုံးပဲမင်္ဂလာပါခင်ဗျာ AP Audio Book Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ရပါတယ်ဆရာကြီးဟန်တာဝတီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟဲ့လူငယ်ရဲ့ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးခံစားနားဆင်ပေးကြပါအောင်ခင်ဗျာလူငယ်ရဲ့ကိုရင်ထဲ၌ပြန်လဲလောင်မြိုက်ခြင်းအပိုင်းကဖေဖေကြီးနဲ့သမီးလေးဟီရိုလူငယ်ရဲ့မိတော်မီရှန်နေတာနိုင်ငံရေးအကျဉ်းသားရဲ့နှလုံးသားကိုတောက်လောင်နေတာမဟုတ်ဘူးမိသားစုတန်ရောစင်မိတွေကလည်းတငွေငွေလှိုက်ဆွဲလောင်မြိုက်နေတာပါကျွန်တော်ကသမှုရိယတွေကိုအနုအလရေးဖွဲ့တတ်သူမဟုတ်ဘူးရင်နာစရာတွေအသေးနာစရာတွေစိတ်နာစရာတွေကိုကျွန်တော်ရေးဖွဲ့မပြတတ်ဘူးရေးပြတတ်မယ်ဆိုရင်လေဇလန်းတွေကများလွန်းလို့ကျွန်တော်လက်မြောက်ရမှာပါအာကာကိုလွှာပုံပြုတို့မေယူကိုစုတ်တန်ချီတို့သမုတ်ကိုမင်းရီဖြော်လို့တို့ဆိုတာတွေကချစ်ချင်းမြတ်တာပွဲတွေရေးကြဖွဲ့ကြရင်ရိုးပေစင်းပေဖန်တရားတီဖြစ်သွားပါပြီထောင်တွင်းဇလန်းတွေကတော့အဲ့ဒီသင်္ကေတတွေနဲ့ခိုင်နိုင်ပြမှတရုပ်ပေါ်လိမ့်မယ်လို့ပြောရမှာပါပဲ1993နှစ်ဦးပိုင်းစနေတရက်မှာကွန်မြူနစ်ပါတီကကိုစိုးမြင့်တယောက်တရင်ကောင်းကြားရတယ်တရင်ကကောင်းလွန်းလို့တန်တော်ဖြစ်ပြီးကြက်တီတီသွားတယ်ထောင်သက်4နှစ်လောက်မှာပထမဆုံးထောင်ဝင်စာရောက်လာတယ်ပို့ထူးတာကထောင်ဝါရာတွေစကားလက်ဆောင်ပေးတဲ့တဲ့သမီးလေးလည်းပါတဲ့ကိုစိုးမြင့်တယောက်ပြုံးတုံတုံကြီးထောင်ဝင်စာထွက်သွားတယ်သူကလူတီတိတ်ရဲတဲ့သူမဟုတ်ပြန်လာတော့အုတ်ရှိသီးလောက်စမိန်တုတ်ကလေးလက်ကဆွဲလာတယ်နုံတုံတုံကြီးပြန်လာတယ်အားလုံးဘာတိဘာသာပဲသူ့ကိုကြည်နေလိုက်ကြတယ်ထောင်ဝင်စာကနေမြင်မကောင်းရှုမကောင်းနုံတုံတုံကြီးပြန်လာသူဆိုရင်ဘယ်သူကမှဥမြူးနှုတ်ယူပေါက်တက်ကရမပြောရဘူးဒါထောင်တက်လေထောင်စေရရင်းနစ်သူကိုဝါကူထိုးသလိုမလုပ်ကောင်းအားလုံးနားလေကြတယ်တော်ကြမှသူ့အုံးရှိသည့်အရွယ်စမိန်တို့ကိုလိုက်ဝေတယ်နောက်ထပ်တော်ကြမှနီးစက်ရာကိုသူ့ဆက်ကြောင်းပြန်နေသူ့ဆက်နီးနဲ့သမီးလေးလာတယ်သမီးလေးကတဝါဝါဟိလိုကြီးကိုပြစ်လိုက်လို့လင်မယားတွေစကားတောင်မပြောလိုက်ရဘူးထောင်ဝင်စားချိန်15မိနစ်ပြည့်သွားရောစကားလုံးလုံးမပြောလိုက်ရတာတော့မဟုတ်ဘူးကလေးငိုတန်တဝါဝါကြားမှာဖြစ်ချောင်းစုံလင်လေးတော့သူ့မိမကပြောသွားတဲ့လေကိုစိုးမြင့်မိမကတော်သူရွာမှာဆက်ချုပ်တယ်ကိုစိုးမြင့်နဲ့ညားတယ်1989မှာကိုစိုးမြင့်ကလူငယ်ရဲဝင်ဖို့ပြင်သူ့မိမကမိနေကန်ဝင်ဖို့ပြင်ဒီလိုနဲ့မဲတရွာမောင်တထောင်ဖြစ်ခဲ့တယ်4နှစ်လောက်ကြာခဲ့ပြီသမီးလေးကစကားတက်ဆကလေးကအဖေနဲ့တိတ်တွေ့ကျင်နေတာဖေဖေကြီးလို့အားရပါရခေါ်ကျင်နေတာထောင်ဝင်စာသွားကြမယ်ဆိုတော့ဖေဖေကြီးခေါ်ရတော့မယ်လို့သိနေတာပေါ့ဖေဖေကြီးထောင်မူဝရှိလဲရောက်ရောသူ့အမေရှိရာကိုယူနီဖောင်းဝတ်တွေတယောက်ပြီးတယောက်လာကြတယ်စကားတွေပြောကြတယ်စာရွက်တွေပေးတယ်ကလေးကသူ့အမေဘာတွေလုပ်နေတာဆိုတာသိလဲမသိစိတ်လဲမဝင်စားယူနီဖောင်းဝတ်တွေကိုတွေ့တိုင်းဖေဖေကြီးနဲ့တဖေတဲ့ဖေတက်ကြီးတဲ့ကြီးနေတော့တာပဲသူ့အမေကရှက်လာတယ်ဟဲ့ဘာလျှောက်ခေါ်နေတာလဲဆိုပြီးရိုက်လိုက်တဲ့ကလေးလဲနှုတ်ပိတ်သွားရောတဲ့ယူနီဖောင်းဝတ်ဝါရာတွေကဝိုင်းလုပ်ပေးလိုက်လို့ထောင်ဝင်စာကိစ္စမြန်လေးပြီးသွားတယ်ကိုစိုးမြင့်ရောက်လာတယ်သူမိမကထောင်ဝင်စာကန်တန်စကားကြားကကိုစိုးမြင့်ကိုလက်ညှိုးတထိုးထိုးနဲ့ဟဲ့ခေါ်လေနင်းအဖေကိုဖေဖေကြီးလို့ခေါ်လေလို့သူသမီးကိုပခုံးလို့ပြောတယ်သမီးလေးကသူ့အဖေကိုစိမ့်ကြီးကြည်တယ်ပြီးတော့ငိုချလိုက်ပါရောတဲ့ဝါကနေစောစောတုန်းကဖေဖေကြီးခေါ်တော့ရိုက်တယ်ခုခေါ်ခိုင်းနေပြန်ပြီဖေဖေကြီးခေါ်ရင်ရိုက်အောင်မလားတော်ပြီမောင်နေမဲတဲ့ကဒီလူကြီးကိုမသိဘူးမခေါ်ခြင်းဘူးကျေရမလို့ငိုရမလို့ရင်ထဲမှာစူးကနေနာအောင်သွားတဲ့ခံစားမှုကျွန်တော်တို့ကြားရတဲ့သူတိုင်းရင်မာလဲနင့်သွားအောင်ကူးဆက်သွားတယ်ဘယ်သူဘာပြောနိုင်မှာလဲဘယ်လိုပြောလို့ဘာခံစားမှုပြေရောမှာလဲကိုစိုးမြင့်ရဲ့ဖေဖေကြီးဇလန်းဆုံးတော့ဘယ်သူမှစကားဘာမှမဟနိုင်တော့ဘူးကိုစိုးမြင့်လည်းစကားမဆက်နိုင်တော့ဘူးဒီအချိန်ဆိုသမီးလေးလည်းကြီးလာရောမယ်ပညာသင်နေလေရောမလားဒေါင်းတောင်မြီနိုင်ငံရေးမျိုးဆက်သစ်ဖြစ်နေရောမလားအိမ်တော်ရသားကြလီရောမလားသမီးလေးတယောက်တနေရာမှာဖေဖေကြီးလို့တကြောအော်ခေါ်နေလေရောမလားဒေါက်တာဇော်မြင့်မောင်ရဲ့ဇက်လန်းကတမျိုးသူကလည်းတိုက်သုံးအခန်း9မှာဒေါက်တာမြင့်နိုင်ကမ်းမလူပြည်သူကိုယ်စားလှယ်ကိုထေးအောင်ဇင်လင်းတို့နဲ့အတူနေတယ်အမရပူရပြည်သူကိုယ်စားလှယ်ဖြစ်ပါတယ်
သူနဲ့ဒေါက်တာမြင့်နိုင်ကလူငယ်တွေကြားမှာပေါ်ပြူလာတွေဖြစ်ပါတယ်လူကြိုက်များသူတွေပြီးထောင်ဝင်စာပြန်လာရင်သတင်းစကားကြားကျင်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်သူကလည်းတပြုံပြုံနဲ့စကားတွေဖောင်ဖောင်ပြောတတ်တယ်စနေတနေ့မှာဆရာစောညနာမသားမယာနဲ့ပြန်လာတယ်တုတ်နဲ့သူ့အခန်းထဲကုတ်ဝင်သွားတယ်ဘာစကားမှမပြောနိုင်ပါဘူးသူဘယ်မှာစကားဟနိုင်တော့မှလဲအိမ်ကရာဇသံပေးလိုက်ပြီလေရာဇသံလို့ဆိုလိုက်ရပေမဲ့တကယ်တော့ရာဇခေါ်မင်းကပေးလိုက်တာလည်းမဟုတ်ပါဘူးမင်းတန်ဆိုးတန်လည်းမပါပါဘူးစကားလုံးကရှင်းလေးရဲ့ဟေးတကယ်ချင်းအိမ်လူတို့ရဲ့ဟီးရိုးဖြစ်မှမြို့လူတို့နယ်လူတို့ပြည်သူလူတို့ရဲ့ဟီးရိုးဖြစ်တဲ့ဟေးမသိသေးရင်မှတ်ထားဒါပဲမင်းသဘောမင်းကြိုက်ရလို့ကိုစော်ရောသူ့မိန်းမရောဆရာဝန်နေတငယ်ချင်းတွေဇနီးဆရာဝန်မှာအသေးပီပိုးတွေ့နေတယ်တဲ့သားတယောက်သမီးတယောက်တာဝန်ကလည်းကြီးတဲ့ကလေးတွေကငယ်သည်အမတ်ဆရာဝန်မှိုင်းတွေ့ချပြန်လာတယ်စကားလည်းမပြောနိုင်ကြပြလည်းမရွတ်နိုင်ဂီတာလည်းမတီးနိုင်ကိုစော်ကလူစုံကိုမြင့်နိုင်လိုပါပဲလူတကာအရွယ်တကာပါတီတကာနဲ့ချောတဲ့သူတွေလူငယ်တွေကလည်းသူတို့ကိုရွယ်လူတန်းလူလိုဆက်ဆံတာနောက်လားပြောင်လားလို့အယိုးအသေးတန်လိုက်ပုံလဲမပြောနဲ့တော့ဘေးလူတွေတောင်နာသာခံခက်ဖြစ်ရတတ်တယ်ကိုစောကိုတောက်တူတဲ့သူကလူပူပူကိုမျက်နိုင်ကိုဒိန်းအောင်နဲ့သူကလူမြင့်ကိုမနက်ပိုင်းညနေပိုင်းဆိုသူတို့အတန်ကြီးဂီတာဝိုင်းမှာသူတို့ကြပြဝိုင်းမှာလဲသူတို့ပိုက်တော်ချင်းဝိုင်းမှာသူတို့ခက်ချင်းဝိုင်းမှာလဲသူတို့ကျွန်တော်တို့ဒေါန်ဆန်းစုကြည်ရွှေရတုအထိမ်းအမှတ်စာအုပ်ကြီးထုတ်တယ်သူကြပြရှိတပုတ်ရေးပေးတယ်ရေးတာကတော့ထောင်တော်မနတတွေထောင်ဒုက္ခတွေထောင်ဒုက္ခတွေပါပဲထွက်လာတဲ့ကြပြကပျော်စရာကြီးထောင်ထဲမှာဂီတာတီးတာတွေလည်းပါရင်မုံဖုတ်မုံကြော်စားတာတွေလည်းပါရင်စာရေးကြပြရေးတာတွေလည်းပါရင်အပြင်ကလူတွေဖတ်ရရင်ထောင်ပျော်ကြီးတွေပြန်လာမှပြန်လာပါဦးမလားလို့ထင်ကြမှာကြပြဆရာကတော့သူ့ကြပြကိုခုခံကာကွယ်ပါတယ်ဒါမျိုးစစ်ဆိုးရကြားမှာတော့ဒီလူတွေထောင်ချမိတာမှားပါတယ်ကွယ်လွတ်ဟေးလွတ်ဟမြန်သာလွတ်လိုက်တော့လို့ဆရာနာရှင်တွေကနောင်တအကြီးအကျယ်ရမှာအားလုံးကိုပြန်လွတ်ပြစ်မှာတဲ့ဆရာစောကြွေသွားတာတရက်နှစ်ရက်ပါနောက်နေ့တွေကျဒေါက်တူဒိန်းတောင်ဇလန်းစုံခင်းကြပြန်တာပါပဲပြုံးပျော်အော်ဟေမြဲစူညံပူညံလုံမြဲ1995လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကျွန်တော်တို့ကုလသမဂ္ဂတက်တိုင်ကြတယ်သူရှေ့ဆုံးကပါလာတယ်စစ်ခွေးတိုက်ပို့ခံရသူတွေမှာလည်းသူရှေ့ဆုံးကပါတယ်ထောင်တွင်အထူးတရားရုံးအတင်ခံရသူတွေထဲမှာလည်းသူရှေ့ဆုံးကပါတယ်ထောင်တန်းတွေထပ်ဆင့်တိုးချတော့လဲသူရှေ့ဆုံးကပါလာတယ်ထောင်ပြောင်းပြစ်ဒဏ်ပြီးတော့လဲသူရှေ့ဆုံးကပါသွားတယ်1996အေဗီလာထဲမှာကျွန်တော်ထောင်ဝင်စာထွက်တော့သူတို့လူစုကိုလှမ်းမြင်လိုက်ရသေးတယ်နောက်သူနေထောင်ရွှေ့ခံရတယ်နောက်ထပ်မတွေ့တော့ဘူးနှစ်တွေဘလောက်များလွန်သွားတဲ့မှန်တောင်တေချာမသိတော့ဘူး2008မှာကျွန်တော်ထောင်ကလွတ်တယ်2009မှာသူထောင်ကလွတ်တယ်2009တကြံလောက်မှာထင်တယ်တရက်မှာသူတို့ဇနီးမောင်နှံကျွန်တော်စီရောက်လာတယ်ဟိုတုန်းကမြင်တွေ့ခဲ့ဘူးသလိုပဲပူလုံပြုံးပျော်ပဲဘယ်လိုလဲအင်ဟီရိုဖြစ်ပလားလို့ကျွန်တော်ကမေးတော့သူတို့ရေးကြတယ်ကျမဘာမှမပြောတော့ပါဘူးဆရာသူကြိုက်တာလုပ်တာပေါ့ကိစ္စတွေကမပြီးဆုံးသေးဘူးဆရာကြီးသမီးလေးရဲ့ဟီရိုစစ်ဖြစ်အောင်လှုပ်သွားရအောင်ပါဆရာစော်ရဲ့ကြပြားတွေကိုကျွန်တော်မမှတ်မိတော့ပါကိုစိုးမြင့်ရဲ့ကြပြားတွေကိုလည်းမမှတ်မိတော့ပါကျွန်တော်ကြပြားတိုးရှိတွေကိုလည်းမမှတ်မိတော့ပါစိတ်ထဲဆာဆာရှိလို့နှစ်ပေါင်း20ကထောင်ပုံရိပ်တွေကိုပြန်တွေးလိုက်မိတဲ့အခါတိုင်းကိုစိုးမြင့်နဲ့ကိုစော်မြင့်မောင်တို့ရဲ့အယူအယတမှုတရတန်ရောစင်နှောင်ကြိုးလေးတွေနဲ့ကျွန်တော်အတွေ့အဆွေးတွေတိုးတိတ်ထိခတ်မိတယ်အနုအလကြပြားကာယံအတန်နရီလိုင်းတွေတစိမ့်စိမ့်တသိမ့်သိမ့်ထွက်ပေါ်လာတယ်ကျွန်တော်နားထဲမှာကြပြားပဲ့တင်တန်းတွေဝေစီလိုင်းငိမ့်ရိုက်ခတ်နေလေတော့တယ်ပုံစံမလို့အဝါစာ1989ကုန်ပိုင်းမှာကျွန်တော်အဆောင်ငါးကိုရောက်လာတယ်အလုတ်စကန်းတွေတွားရမယ့်လူတွေအလုတ်စကန်းတွေကပြန်လာတဲ့လူတွေစခန်းထောက်တဲ့အခန်းလေးမှာကျွန်တော်ကိုထားပါတယ်အဲ့ဒီအချိန်ကအဆောင်တွေမှာအခန်းကျယ်ကြီး၄ခန်းစီရှိတယ်နောက်ကြတော့၈ခန်းဖွဲ့လိုက်ပါတယ်နေ့လည်းမနာရညလည်းမအေးရနဲ့အတော်စိတ်ဆင်းရဲရပါတယ်နေရောညပါတခန်းလုံးတန်ချေချင်းတန်တညံနားမခံတာအောင်ဆိုတယ်ဘာတတ်နိုင်မှလဲသူတို့က
ထောင်ပြောင်းစက္ကန့်ပြောင်းနေဒုက္ခဘုံသားတွေပဲလေဒုက္ခဘုံသားတိုင်းထောင်စည်းကမ်းနဲ့အညီတန်ချေခြင်းခက်ခံကြရတယ်တန်ချေခြင်းနှစ်ခုခြေထောက်နှစ်ဖက်ကြားတန်ချောင်းတောက်တွေထည့်ထားတယ်သူတို့လမ်းလျှောက်ဟန်ကကလစ်ကလန်ကာကာရရအတန်တွေကတက်ချင်းချင်းတကြောင်ကြောင်တန်ချေခြင်းတန်တွေစူရာညံနာကျွန်တော်ခံနိုင်ပါတယ်စိတ်မချမ်းသာပေမဲ့စိတ်ညစ်လာတယ်မဟုတ်ပါစိတ်ညစ်တာကညတိုင်ရောက်မှာပါထောင်ပိတ်ပြီးတာနဲ့တန်ချေခြင်းတွေမရက်တမ်းမနာတမ်းလမ်းတလားနေကြပြီတနေ့လုံးအခန်းထဲမှာရှိတာကျွန်တော်တညလုံးအခန်းထဲမှာရှိတာကျွန်တော်အခန်းထဲထမင်းလာပို့လို့အခန်းထဲထမင်းစားသူလဲကျွန်တော်ထောင်ပိတ်တာနဲ့ကျွန်တော်စီထမင်းလာတောင်းကြတယ်ကျွန်တော်ကလည်းထမင်းပို့တောင်းနေကြွကြွအိတ်တွေထဲထည့်သိမ်းထားတယ်အဖကြီးထမင်းကြံလေးပေးပါဦးကျွန်တော်နှိပ်ပေးပါမယ်ထမင်းပို့ရင်ပေးပါဒီလက်ဖွဲ့လေးယူပါထမင်းပေးပါဒီလိုစကားသံတွေနေတိုင်းကြားနေရတော့ဘယ်လိုလုပ်လက်ပိုက်ကြည့်နေနိုင်တော့မှလဲထမင်းပို့ရှာရတယ်ထမင်းပို့ဆူရတယ်ထမင်းပို့သိမ်းရတယ်ညထောင်ပိတ်တော့မှတောင်းသူတွေကိုထမင်းဝေရတယ်ဒီလိုအကျဉ်းသားဝေနေရတဲ့အတွက်ဝေယဝိဆအလုပ်တွေလုပ်ပေးနေရတာကျွန်တော်ပြောတယ်စိတ်ချမ်းသာတယ်ထောင်ဝင်သားတွေဝေတာကိုဝေယဝိဆလို့ခေါ်တယ်အဝေခံအကျဉ်းသားတွေကိုဝေနေရတယ်လို့ခေါ်တယ်ပါဠိစကားမဟုတ်ပါဘူးထောင်စကားထောင်ဝဟာရပါဒီဝေအလုပ်တွေလုပ်နေတာပျော်လို့လုပ်နေတာတသက်မဟုတ်ပါဘူးဒီဝေအကျဉ်းသားတွေနဲ့စကားပြောတာပျော်လို့လုပ်တာတသက်မဟုတ်ပါဘူးကျွန်တော်ကအခန်းကျယ်ကြီးထဲမှာတနေကုန်တနေကန်တယောက်တည်းတငုတ်တုတ်တုတ်ထိုင်နေရတဲ့သူဖြစ်လေတော့ပတ်ဝန်းကျင်မှာဖြစ်ပေါ်ပြောင်းပြနေပုံအလုံးစုံကိုမမြင်ခြင်းအစုံမြင်နေရတယ်ဝန်ထမ်းတွေဆက်လက်ရောင်းတာကွန်ရောင်းတာပစ္စည်းရောင်းတာဖြစ်ပုံပြက်ပုံအလုံးစုံကိုမြင်နေရတယ်ဒီလိုပဲအကျဉ်းသားတွေအကြံဖန်လုပ်တာအပေးအယူလုပ်တာအခြေအဆက်လုပ်တာဖြစ်ပုံပြက်ပုံအလုံးစုံကိုမြင်နေရတယ်ဒါတွေကရိုးနေပါပြီမျက်စိညောင်းခံပြီးကြည့်နေစရာတောင်မလိုတော့ပါဘူးမကြည့်ခြင်းမြင်ရသားဖြစ်နေတာကထမင်းဟင်းငပိဝေတဲ့မြင်ကွင်းဖြစ်ပါတယ်ဟင်းတို့ငပိတို့ဆိုတာကစကားနဲ့ထည့်ပြောစရာမလိုတော့အောင်အရေးမကြီးတဲ့ကိစ္စပါထားလိုက်ပါတော့ထမင်းဝေပုံကတော့ရင်နာစရာမြင်ကွင်းဖြစ်လို့ပြောပြပေးရစီမနှက်ညထမင်းဝေချိန်မှာဒီလိုမြင်ရပါတယ်မြစ်ပတ်စုပ်ပြက်မဲနဲ့နန်းစော်နေတဲ့တစ်သား4000ပုံကြီးနှစ်ပေခွဲပတ်လေလောင်းတွေနဲ့ထမင်းတွေထည့်လာတယ်အကျဉ်းသား2ယောက်ကထမင်းပုံကြီးကိုတန်ချိန်2ချောင်းနဲ့ချိတ်ထပိုးနဲ့ထမ်းယူလာတယ်မဲညင်ညစ်တစ်သားရောက်ကြိုကြီးတစ်ခုလည်းပါတယ်ထမင်းဝေချိန်မှာအကျဉ်းသားတွေတန်းစီရတယ်ပုံစံဓမ္မကန်ထိုးခံရတယ်ထမင်းဝေတဲ့အမြဲစင်းအကျဉ်းသားကတစ်သားရောက်ကြိုနဲ့တကောစီခတ်ထည့်တယ်သွားတော့သွားဆိုသွားတော့ဟဲ့အောင်သွားတော့ဆိုတာကြားလားတာမန်အကျဉ်းသားတွေဆိုတာမွတ်သိမ့်နေသူတွေဗျငတ်နေတယ်ပြောမကောင်းလို့ဒီလောက်ပြောတာနိုင်ငံရေးအကျဉ်းသားလူတွေရန်ကုန်လူအနီးအနားမြို့ရွာကလူတွေမိသားစုထောင်ဝင်စာပုံမှန်လာသူတွေတောင်ထောင်ထဲမှာပြေးစုံတယ်လို့ပြောနိုင်တာမဟုတ်ပါဘူးအိမ်ကပို့တာလေးတွေကိုဝေနေရတွေဝေချမ်းကို့မှာတရင်နှစ်ပတ်ဘိုင်ဝါလောက်အောင်ကြံတာမဟုတ်ဘူးတာမန်အကျဉ်းသားတွေလိုအဝေးမြို့ရွာတွေကလာသူတွေလက်လုံလက်စားတွေမိသားစုထမင်းနဲ့မမှန်သူတွေမနှက်ညစားစရာအလင်းမမီသူတွေအဖို့ထောင်တမင်းကမလုံလောက်ဘူးမပြည့်စုံဘူးမဝဘူးဘိုက်မပြည့်ဘူးတကယ်တော့သူတို့အားပြုစားနေရတာဟာထောင်ထမင်းသူတို့အဓိကထားစားနေရတာဟာထောင်ထမင်းသူတို့ကတောသူတောင်သားတွေအလုတ်ကျန်းသမားတွေထမင်းများများစားတယ်စံတလုံးချက်နှလုံးချက်လောက်မှနန်းကြားနှံ့ယုံရှိတယ်ဆိုတဲ့လူမျိုးတွေဒီတော့ထမင်းဝေတဲ့အချိန်ဝါလောက်အောင်ဘိုက်ပြေးလောက်အောင်နန်းကြားနှစ်ဖက်နှံ့အောင်သူတို့ထမင်းများများတောင်းကြတယ်ထဲပါအောင်ဗျာပေးပါအောင်ဗျာခတ်ပါအောင်ဗျာဟဲ့အောင်မရဘူးဆိုတာမကြောက်ဘူးလားထပ်မတောင်းနဲ့မရဘူးတကောပေးပါအောင်ဗျာထဲပါအောင်ဗျာဟဲ့အောင်တောင်းမြန်မလားမရဘူးဆိုတာမကြောက်ဘူးလားပြောမရချကွာစော်ကွာအဆောင်ဝင်နှန်းဝါတာကဝင်ဟောက်တယ်ထပ်တောင်းတဲ့ကောင်တော့တီးပြီးရောအနားမှာရှိတဲ့ဝါတာနဲ့အမြဲစင်းအကျဉ်းသားတွေကလက်ထဲအသစ်ကင်ထားတဲ့ဝလုံးဝချမ်းတွေနဲ့ရိုက်တော်တာပေါ့တနာမနေနဲ့ညမနေနဲ့မရဘူးဆိုမရဘူးဒါပုံစံနဲ့မဝလို့ထမင်းထက်တောင်းတဲ့အကျဉ်းသားကိုဒီလိုသာကြောပို့အောင်ရိုက်တာတနေ့ပူနေတဲ့ထမင်းတွေကတောင်ပုံရပုံအဲ့ဒီထမင်းတွေကိုဘာလုပ်တယ်ထင်တယ်လဲဝက်စာလုပ်တယ်ဝက်ကျွေးတယ်ဘာပြောချင်သေးလဲအဲ့ဒီခေတ်ကထောင်မူဝရှိမှာထမင်းတောင်းသူတွေအပြင်သူတို့ကထမင်းနှစ်ပကံစားနိုင်မဲ့ပုံပေါ်တဲ့မိမသားတွေဒါပေမဲ့သူတို့တောင်းတာက
ပုံစံပကံကြီးနဲ့မဟုတ်ပုံကြီးပုံငယ်တောင်းကြီးတောင်းငယ်နဲ့တရောင်းစားမတွေမထင်နဲ့ဝါရာကတော်တွေထောင်မူးကတော်တွေရောက်ခမတွေအတော်တွေခဲမတွေမကြီးတွေဇနီးမယားတွေတာသမီတွေထမင်းမဝလို့နောက်ထပ်ထမင်းတပကံသူတို့တောင်းနေကြတာမဟုတ်ဘူးထောင်ဝန်တန်းတန်းလျားမှာဝက်မွေးတော့ဝက်ကိုထမင်းကျွေးဖို့ဝက်စာထမင်းတောင်းနေကြတာဝက်စည်းကလည်းကောင်းမကောင်းမဟုတ်လားဒီလိုသတင်းမျိုးကြတော့ရင်နာတန်တွေထွက်လာတယ်မြန်မာပြည်မှာလူမဖြစ်ချင်ဘူးဝက်ပဲဖြစ်ချင်တယ်ဒီလိုပြောသူတွေကပြောကြတယ်ထောင်ထဲမှာဝါလင်အောင်မကြွေးတာထမင်းဟင်းမတန့်ရှင်းတာပဲတို့ငပိတို့လောက်ကိုက်ပူထိုးပုတ်သိုးဟောင်စော်တာဒါတွေဟာမဆန်းတော့တဲ့သတင်းပါပဲဒီသတင်းဆိုကထောင်ထဲမှာမဆန်းတော့ပေမဲ့ကဘာမှာဆန်းနေ1995မှာကျွန်တော်တို့စာတန်းတစ်စောင်ကုလသမဂ္ဂပို့တယ်အကျဉ်းသား100ကျော်လက်မှတ်ထိုးပို့တယ်တခြားလူအခွင့်အရေးချိုးဖောက်မှုကိစ္စတွေနဲ့အတူအကျဉ်းသားတွေထမင်းဝါလင်အောင်မစားရတဲ့အကြောင်းကိုပြည့်ပြည့်စုံစုံပုံရိပ်ပေါ်ပေါ်ရေးသားဖော်ပြလိုက်တယ်1996မှာအဲ့ဒီစာကိစ္စအတွက်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသား24ဦးထောင်ကျကုန်တယ်တာမန်အကျဉ်းသားတွေကတော့ဘိုက်မပြည့်မြဲမပြည့်ထမင်းမဝမြေမဝဝက်တွေသာဖီးတစ်ထက်ဖီးလာတယ်ဈေးကြီးဈေးကောင်းရတစ်ထက်ရလာတယ်အကျဉ်းသားတွေထမင်းဝဖို့နောက်ထပ်ရှင်းနှစ်ကြီးများတောင်ဆောင်ရတယ်အကျဉ်းသားတွေတည်ရီတများများနဲ့အကြာကြီးမျော်လင့်ဆောင်စားခဲ့ကြရလေရဲ့2004မှာထောင်လန်းရေးတွေကိုထောင်ခါပစ်လိုက်တော့မှပဲသူတို့ထမင်းဝဝစားရလေတော့တယ်ထောင်ထဲမှာထမင်းဝဝစားခဲ့ကြရပြီထောင်လူအခွင့်အရေးချိုးဖောက်မှုတွေကိုကုလသမဂ္ဂတိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့စာတမ်းကျေးဇူးပါဒီစာတမ်းကြောင့်ထောင်လန်းရေးတွေပြုတ်သလားမပြုတ်သလားမသိရဘူးနိုင်ငံရေးသမား24ယောက်ကတော့နှစ်ပေါင်း190ကျော်ထောင်ထက်ကြခဲ့တယ်ထောင်လန်းရေးတွေပြုတ်သွားပြီးတဲ့နောက်10နှစ်ကြာတဲ့အချိန်ရောက်မှအကျဉ်းဦးစီးဌာနကထောင်အုပ်တိုင်းကြီးတွေပေါ်မှာပုံစံမလိုအဝါစားဆိုတဲ့စာတမ်းပြူကြီးကိုဂုံယူဝင်ကြားစွာကပီးထိုးလိုက်ပါတော့တယ်တကယ်ဝဝလင်လင်စားနိုင်ကြပြီဆိုရင်ကောင်းပါလေတကယ်တော့ထမင်းကိစ္စပိုကောင်းအောင်လုပ်ဖို့လိုပါသေးတယ်ထောင်ထမင်းဆိုတာစံကိုပေါင်းတယ်လို့ရင်းနှီးငွေနဲ့ပေါင်းချက်တာပါမာတာပြောတာရှိတယ်ကိစ္စမရှိပါဘူးမနက်တာဆိုရင်တော့စားလို့မဖြစ်ဝါလို့မဖြစ်ဝမ်ပိုက်ကျမ်းမာရေးကိုပါထိခိုက်တယ်ဒါအပြင်ထောင်ထမင်းဟာမကြာခဏတဲတရှက်ရှက်ဖြစ်တတ်ပါတယ်ထမင်းတင်လားဆိုတော့မဟုတ်ပါဘူးမနက်စာကိုပဲဟင်းကျွေးတယ်ပဲကပိုးထိုးလောက်ကြိုက်တွေပါစွန်ပါနီလိုပဲကိုအခွန်ရောအသားရောတခါလေးပြုတ်တာဆိုတော့လူလိုသူလိုစားလို့မရတဲ့ဟင်းဖြစ်နေတတ်ပါတယ်ဘဲလုံးပေါ်တဲ့အဖက်တွေကိုအပေါ်ရန်ရှက်ခတ်ပေးလိုက်ရင်ကျန်တာတွေကခဲရည်တဲရည်ပဲအခွန်ရည်ငပီးဆိုတာကလည်းပုတ်စော်နန်းစော်နေတဲ့ဟာမျိုးဖြစ်ပါတယ်စစ်ခွေးတိုက်ကအငိမ့်စားစစ်ခွေးတောင်မစားဘူးအဲ့ဒါကိုတွေဒီသုံးမျိုးကိုထမင်းမွဲပြင်လိုက်ရင်ကိုလိုနီခေတ်ကနိုင်ငံရေးသမားတွေတုံးခဲ့တဲ့ထောင်ထမင်းမွဲဝေါ်ဟာရာအတိုင်းဖြစ်လာမယ်အဲ့ဒီဝေါ်ဟာရာကခွေးအံဘတ်ထမင်းမွဲတဲ့1999လောက်မှာကမ္ဘာကြက်ချီနီအဖွဲ့ထောင်ထဲဝင်စစ်ခွင့်ရတယ်ကြက်ချီနီရောက်လာတဲ့နေ့မှာထောင်ကရွှေပေုံသီးဟင်းချက်ကျွေးတယ်ကြက်ချီနီအဖွဲ့ခေါင်းဆောင်မစ္စတာလီယွန်ဆိုတဲ့ပုဂ္ဂိုလ်ကမိဖို့ကန်းနဲ့ဝင်ကြည့်တယ်ဟင်းထမင်းတွေစစ်စီးတယ်သူ့မှတ်ချက်ကတခင်နေတုံးခဲ့တဲ့ဝေါ်ဟာရထက်ပိုဆိုးတယ်နွားချေပြုတ်ရည်နဲ့တူတဲ့ပုံစံမလိုအဝါစားဇလန်းကမဆုံးသေးဘူးနောင်လဲဆုံးကျင်မှဆုံးအောင်မှာကျွန်တော်အဖို့တော့ဇက်သိန်းကန်းစကားတချို့ပြောခွင့်ကြုံခဲ့တယ်2008စက်တင်ဘာ23မှာကျွန်တော်ထောင်ကလွတ်တယ်ပုံမှန်401နဲ့လွတ်တယ်ဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ကျွန်တော်အင်ကြီးမလဲပစ္စည်းမသိထမင်းမစားဆန္ဒပြနေတယ်မနက်6နာရီခွဲကညနေ4နာရီခွဲအထိထမင်းမစားဟင်းမစားစကားမပြောငုတ်တုတ်ထိုင်နေခဲ့တာ4နာရီခွဲတော့ထောင်လက်မြောက်သွားတယ်လွတ်ပေးပါတော့မယ်ဆိုပြီးဒူးညွန့်ညုတ်ကကျွန်တော်ကိုလာခေါ်တယ်လမ်းမှာဖိုကြီးလို့ခေါ်တဲ့ထမင်းချက်ယုံပေးကဖြတ်သွားရတယ်။အိုဒတိုင်းနေရမှာပုံစံမလိုအဝါစားဆိုတဲ့စရန်ဖြူကြီးရေးထားတယ်။အဲ့ဒီစရန်ကြီးကိုဓာတ်ပုံရိုက်ယူသွားခြင်းတဗျာ။ကျွန်တော်ကနေရပုံကစရန်ကိုလက်ညှိုးထိုးပြတယ်။ဘာလို့ဖို့လဲဗျ။ဒူးကျုပ်ကမေးတယ်။ခမရအခုမှဒီဌာနပြောင်းလာတဲ့သူကိုဒီစရန်ထိုးထားရတာဂုံယူစရာလို့ထင်ပါပါ။ဒီစရန်ကတမိုင်းကြောင်ရှိတယ်ဗျ။တမိုင်းကိုဝင်ချတောင်းပန်ခြင်းကိုတရုပ်ဖော်နေတာဗျလွန်လေပြီးသောအခါကထောင်မှာလူတွေထမင်းဝဝမစားခဲ့ရဘူးဆိုတာတက်သေးခံနေတာဗျ
စစ်ခွေးတန်နိုင်ကြားကရွှေမြင့်အင်းစိန်ဆိုတဲ့နာမည်ဆိုးနဲ့ဟိုးဟိုးကြော်တဲ့ထောင်ကြီးဟာတက်ရှိသားရဲကြီးတစ်ကောင်ဖြစ်တယ်ဆိုပါတော့စစ်ခွေးတိုက်ဟာအဲ့ဒီသားရဲကြီးရဲ့နှလုံးသားဖြစ်တယ်လို့ဆိုရပါလိမ့်မယ်လူသားမှာနှလုံးသားဆိုတာချစ်ချင်းမြတ်တာကျင်နာယူရအနုအလတို့တရားဌာနဖြစ်ပါတယ်တက်ရှင်လှုပ်ရှားခြင်းရဲ့တွန်းအားစွမ်းရင်ပြရုပ်လည်းဖြစ်ပါတယ်စာနာထောက်ထားခြင်းနူးညံ့သိမ်မွေ့ခြင်းမျက်နှိုးတွေ့တာခြင်းစသည်သမုဒ္ဒရာတို့ရဲ့သင်္ကေတလည်းဖြစ်ပါတယ်သားရဲတကောင်ရဲ့နှလုံးသားကတော့လူသားရဲ့နှလုံးသားကြံရင်ဂုံကြီးတွေနဲ့လည်းခြားနာပါတယ်စန့်ကျင်ဘက်လက္ခဏာတွေရဲ့သဘောကိုဆောင်ပါတယ်ရက်ဆက်ခြင်းကြမ်းကြုတ်ခြင်းရိုင်းပြခြင်းခတ်ထန်ခြင်းမောက်မာခြင်းရန်ကားခြင်းဟိန်းဟောက်ခြင်းဖျက်ဆီးခြင်းမန်တင်းခြင်းမိုက်ကန်းခြင်းစိုးညစ်ခြင်းစိုးမိုးခြင်းဇက်ရဲခြင်းချင်းကြောက်ခြင်းကောက်ကျစ်ခြင်းရုံမာခြင်းစသည်အကျဉ်စိုးအကြံစိုးများရဲ့သဘောကိုနှက်ဆိုင်စွာတရုပ်ဆောင်ပါတယ်စစ်ခွေးတိုက်ရဲ့သဘောတကန်တွေကိုဒီလိုအဓိပ္ပာယ်အကျယ်ဖွင့်နေတာအကြောင်းရှိတယ်ဒီလိုအမောင်ဝင်းမှာအလင်းတန်းတွေရှွန်းလက်နိုင်တယ်ဆိုတာတိမှတ်ကြစေချင်ပါတယ်1995နိုဝင်ဘာလလယ်လောက်မှာကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတစုစစ်ခွေးတိုက်ရောက်သွားပါတယ်တိုက်တစ်ကဒေါက်တာခင်စော်ဝင်းတိုက်3ကဒေါက်တာမြင့်နိုင်ဒေါက်တာဇော်မြင့်မောင်ကိုထေးအောင်ကျွန်တော်တိုက်4ကကိုမျိုးမြင့်ငိမ့်ဦးနိုင်နိုင်ကိုထုံးဝင်းခေါ်ရခိုင်အားလုံး10ယောက်ဖြစ်ပါတယ်ဒီလူစုမှာအများစုကဒီကျုပ်ခေါင်းဆောင်ပိုင်းတွေဖြစ်ပါတယ်ဒေါက်တာခင်စော်ဝင်းကဒီမိုကရေစီလှုပ်ရှားသူဖြစ်ပါတယ်ကိုထုံးဝင်းကရခိုင်ကွန်မြူနစ်ပါတီဝင်ဖြစ်ပါတယ်ကျွန်တော်တို့တွေကြားမှာနိုင်ငံရေးရာဆွေးနွေးခြင်းညှိနှိုင်းခြင်းလုပ်ငန်းချမှတ်ခြင်းတွေလုပ်နိုင်တော့အောင်လွတ်လပ်ခွင့်မရှိပါဘူးဒီနဲ့တဲ့အသည့်တစ်ခုပြတ်သားတဲ့အမြင်တစ်ခုကိုတော့ခိုးကြောင်ခိုးဝက်ပြောကြဆိုကြလက်ဟန်ချီရန်ပြကြရာကရလိုက်ပါတယ်အဲ့ဒီအသည့်နဲ့အမြင်ကတော့ဒီနေ့ကျွန်တော်တို့နိုင်ငံဟာစစ်အာဏာရှင်တွေရဲ့တန်ဖနောက်အောင်မှာပြဝင့်နေရပြီစစ်ကြုံဘဝကလွတ်မြောက်ရေးဟာတမျိုးသားလုံးရဲ့တခုတည်းသောနိုင်ငံရေးဥတီချက်ဖြစ်နေပြီဆိုတာကျွန်တော်တို့အားလုံးသိမြင်ပြဋ္ဌာန်းလာခြင်းပဲဖြစ်ပါတယ်ဒါဟာအမောင်စကန်တွေကထွက်ပေါ်လာခဲ့တဲ့အလင်းတန်းပဲဖြစ်ပါတယ်တကယ်တော့ဒီလိုအလင်းတန်းတစ်ခုကျွန်တော်တို့အားလုံးရဲ့နိုင်ငံရေးဘဝအမောင်တူတဲ့ကိုဖြတ်တန်းကြုံကြိုက်လိုက်တာဟာတကယ်အကျိုးမြတ်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီလိုတစုံတရာထူးထူးခြားခြားတက်ရောက်မှုရှိတဲ့အကျိုးအမြတ်မှတပါတော့စစ်ခွေးတိုက်အတွေ့အကြုံကထိုနည်း၎င်းဆိုတဲ့သပင်ပညာကျော်ကြီးရွှေမန်းတင်မောင်ရဲ့တခြင်းအတိုင်းပါပဲစစ်ခွေးတိုက်မှာနေရတဲ့အကျဉ်းသားတယောက်ရဲ့စိတ်ပုံတော်ဟာဘယ်လိုလုံးဖန်ကောက်ကြောင်းဘယ်လိုအယောင်သွေးဘယ်လိုအလင်းမောင်နဲ့ပုံရိပ်ပေါ်တယ်လဲစစ်ခွေးတိုက်အကျဉ်းသားဟာအမြဲစာလောင်မသိမ့်နေတယ်အမြဲထိုင်းမိုင်းငိုင်မြည်နေတယ်အမြဲအထီးကျန်ဖော်မဲ့ဖြစ်နေတယ်ကာလရှည်ကြာထောင်ဝင်စာမရှိခွေးရံဘတ်ထမင်းကိုသာမသေးယုံတဆုပ်တစ်ဖွဲ့စားနေရတယ်ဒီတော့ဘဲမောင်ဘိုက်ဝမှာလဲအမြဲလိုစာလောင်မွတ်သိမ့်နေတာဘာဆန်းလဲညတိုင်းစစ်ခွေးတွေတောင်းအောင်မနက်တိုင်းစစ်ခွေးတွေကတဝုံအဲ့ဒီလိုပတ်ဝန်းကျင်မှာဘယ်သူအိပ်ပျော်နိုင်မှာလဲအခင်းမရှိဖြာမရှိတမန်တလင်းပေါ်မှာအိပ်ရတာဘယ်မှာပျော်နိုင်ပါမလဲအမြဲထိုင်မိုင်းငိုင်မီးရတာဘာဆန်းလဲအခန်းပြင်ထွက်ခွင့်လုံးဝမရထမင်းဝေချိန်မှတပါတခြားဘယ်အချိန်မှဝန်ထမ်းအမြဲစင်းမပြောနဲ့ဘယ်ရာရှိတကောင်တမိမှလူလုံးမပြတဲ့နေရာမျိုးမှာဘယ်သူလူပုံမှန်ဖြစ်မှာလဲအဖော်မဲ့တာအထီးကျန်တာဘာဆန်းလဲတနေ့ကျွန်တော်အခန်းကိုလှည့်ကြည့်တယ်တန်နိုင်ကိုတီးခေါက်ကြည့်တယ်နှစ်တရာကျော်အတွင်းပထမဆုံးထောင်ကျော်ပြေးနိုင်ခဲ့တဲ့ထောင်ဖောက်ဝိစာကျွဲကြီးနေခဲ့တဲ့အခန်းဆိုတော့သူ့ခြေရာလက်ရာတွေကိုကျွန်တော်ဥရှံစားလုပ်တယ်ပင်စင်စားစစ်ခွေးကြီးအောင်စီရနဲ့မိတ်ဖွဲ့တယ်ပုတ်ဟောင်နန်းစောနေတဲ့ထောင်ငပိကိုရေဖြော်ပြီးထမင်းနဲ့နေကျွေးတယ်သူခမရလဲသူ့ဝေစုအမဲသားကိုဝန်ထမ်းတွေကကြော်ချက်စားတော့နေလို့နဲ့တူပါရဲ့ဘဝလင်းစားရဖို့မပေါ်နံရိုးအပြိုင်ပရွက်စိတ်တွေကိုပလတ်စတစ်ပေါ်ဖန်တင်ရေခွက်ထဲမျောထည့်ပရွက်စိတ်ချင်းတစ်ပန်းလုံးကြိုက်ကြတက်ကြလုပ်ကြတာအနီးကပ်ကြည့်တယ်ညနေတိုင်းထောင်တိုင်းကိုကြော်ကြည့်ရင်အတိုင်းသားမြင်နေရတဲ့ကုတ်ကိုပင်ကြီးရှိတယ်ကြီးကန်းတွေအိတ်တန်းတက်ချိန်တစ်ကိုင်းလူတာငေးတယ်လိုင်မြစ်ဘက်ကတင်းငိမ့်ငိမ့်ဝဲပြန်လာတဲ့အိတ်တန်းတက်ဗျိုင်းပြူကြီးတွေကိုမျောတယ်လာတာတဲ့ညတွေဆိုရင်ထောင်တိုင်းပေါ်မေးတင်နေတဲ့လာဝင်းကြီးကိုမော်တယ်ညမေးခင်ရွာမဘက်ကဖုံးကြီးချောင်းဝစ်တက်တန်တွေကိုနားတယ်ဒါပဲမနှက်ပြန်လဲဒီလိုပဲတပတ်ခါလဲဒီအတိုင်းပဲအဖိန်းတွေကလည်းဒီပုံစံပဲဒါပဲ
ညာတိုင်းစစ်ခွေးတွေကခွေးကင်းဂျူတီမဝင်ခင်တောင်အောင်တဝုံဝုံអော်လိုက်ဟင်းလိုက်လုပ်တယ်အိတ်လို့မရတော့ဘူး9နာရီလဲအိတ်လို့မရ10နာရီ17နာရီ12နာရီ1နာရီအိတ်လို့မရလွတ်ချင်တဲ့သူစက်သားလက်ချိုးရည်တွဲကြတော့ကျွန်တော်တို့ကတော့အိတ်မရရေးချအိတ်မရပဲဒါပဲထူးထူးခြားခြားဒေါက်တာခင်စော်ဝင်းကိုထောင်ဝင်စာပေးတယ်ဒေါက်တာကထောင်ဝင်စာသတင်းတူထွားကိုဦးနိုင်နိုင်ပြောပြတယ်ဦးနိုင်နိုင်ကကိုထုံးဝင်းပြောကိုထုံးဝင်းကကျွန်တော်ပြောအဲ့လိုနေမျိုးနားစိတ်နေဒေါက်တာကကျွန်တော်တို့အမှုတွေမဟုတ်ဘူးရုံးတင်မခံရဘူးကျွန်တော်တို့အားလုံးရုံးထွက်တဲ့နေ့သူတယောက်တည်းပြင်းကြံပေါ့ကျွန်တော်တို့အမှုကိစ္စရှေ့နေမပါအိမ်သူမလားစီရင်ကိန်းတေချာဆိုတော့လွတ်လန်းကြွလန်းမမြင်တေဖို့သာပြင်ပေါ့အမှုအကြောင်းအမှုအလားလားကြပြလေးတစ်ပုဒ်ကျွန်တော်ရေးတယ်လုံးစီပတ်စီမှတ်မိတော့ဘူးကလင်စိတ်ညမ်းကြီးစင်နင်းမဟုတ်နင်းအဖေပဲတိုက်ပွဲပြောနေတာစင်တို့ဝင်အောင်ထောင်နေဆိုတာတော့ပဲတပိုင်းတစမှတ်မိတော့တယ်အဲ့ဒီကြပြကိုဒေါက်တာခင်စော်ဝင်းကကြိုက်တဲ့ဗျာတဲ့အင်္ဂလိပ်ဘာသာပြန်နေသူများမှတ်မိသေးတာတော့မသိအဲ့ဒီကာလပိုင်းမှာပဲအမှုတွေရဲဘော်တအုပ်ဖြစ်တဲ့ကိုထေးအောင်နောင်အခါစင်လင်းအသက်50ပြည့်တယ်ဒေါ်စုရွှေရတုပွဲအတူကလောင်နဲ့နှွဲခဲ့ကြသူတွေဖြစ်လို့ကျွန်တော်လက်ရလာတယ်နောက်ထပ်ရွှေရတုကြပြတစ်ပုဒ်ရေးကျင်လာတယ်ဒေါ်စုရွှေရတုအထိမ့်မှတ်ထုတ်တဲ့စာအုပ်မှာကျွန်တော်ကြပြရှည်ကြီးတစ်ပုဒ်ရေးခဲ့တယ်အလင်းငတ်တို့တန်းချင်းဆိုလားဘာလားမှတ်မိတော့ဘူးစိန်ခဲတွေမြာခဲတွေထင်ထင်ကျဲတဲ့ဒီမိုကရေစီတို့ပန်းနိုင်ခီလမ်းမှာလမ်းခင်းတဲ့ကြောက်ခဲတွေပဲလို့ခံစားမှုပေါ်တယ်ကြပြရှည်ကြီးရေးတယ်ဒါနဲ့ကျွန်တော်တို့အရက်အခေါ်ဒီလုံးဆိုတဲ့လမ်းခင်းကြောက်အမည်ကိုကလောင်နာမည်လုပ်လိုက်တယ်လာပြန်ပြီကိုထေးအောင်ရဲ့ရွှေရတူနောင်မေးမဲ့အတူတူရှေးရှေးဝေးဝေးလမ်းမားကြောက်တရားကြပြမျိုးမရေးတော့တူတူပဲစစ်ခွေးတန်တိုင်းကြားရွှေမြစ်တစင်းစီမျောသွားခွတ်တောင်တွန်တန်ကြားကြပြကရိုးရိုးရှင်းရှင်းပါရွှေမြစ်တစင်းဆိုတာရွှေရတုအခါတော့တခုပါငရဲကန်းနဲ့မြစ်တာဘုံဒီမှာပရောဖက်ဆာကြီးနိုင်ငံရေးအကျဉ်းသားတွေရဲ့ပြဿနာကတော့တပုံကြီးပါပဲဒါပေမဲ့ထောင်ထဲမှာကျွန်တော်တို့ကြည့်ရှိတာမဟုတ်ဘူးကျွန်တော်တို့ကိစ္စကြီးရှိတာမဟုတ်ဘူးတာမန်အကျဉ်းသားတွေရဲ့ပြဿနာကလည်းအရေးကြီးဆုံးပဲဗျဒီစေးရုံမှာကိုလာမြင့်ဆိုတဲ့တာမန်အကျဉ်းသားတယောက်ဒီမှာရှိနေတယ်ဗျသူပြဿနာကကျွန်တော်တို့ထက်အများကြီးဆိုတယ်သူ့ကိုရောခမားမတွေ့မမေးတော့ဘူးလားမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်ပရောဖက်ဆာပင်ရဲရိုးနဲ့ကျွန်တော်စကားပြောနေတာပါ2001ခုနှစ်လောက်ကရန်ကုန်ပြည်သူ့ဆေးရုံကြီးဧကန်းဆောင်မှာကျွန်တော်တို့တွေ့ဆုံနေကြတာပါပရောဖက်ဆာဗဇက်ဟောင်းလောင်းဖြစ်သွားပါတယ်ကျင်းစဲနှကမ်းမွေးပတိုင်းမွေးတွေကြားကသူမျက်နာကြီးหนีရဲသွားပါတယ်နေုံပရောဖက်ဆာကြီးနိုင်ငံရေးအကျဉ်းသားကလည်းဒီမှာကျွန်တော်တယောက်တည်းမဟုတ်ဘူးဗျဦးအေးတောင်တို့ဦးထွေးမြင့်တို့ဦးကျော်စန်းတို့တွေရှိကြသေးဗျသူတို့မှလည်းပြောစရာပြဿနာတွေတပုံကြီးရှိမှာပဲပင်ရဲရိုးအခန်းပြင်ထွက်သွားတယ်ကျွန်တော်ပြောစရာဆိုစရာကိစ္စတွေကိုသူ့ရဲ့လက်ထောက်ပြင်သစ်လူမျိုးအရာရှိတယောက်နဲ့လွှတ်ထားခဲ့တယ်နောက်မှကျွန်တော်ကြားရတာကတော့ပင်ရဲရိုးကဘာမှပြောညာမပြောယူနီဖောင်းဝတ်အရာရှိတွေကိုသွားပြောတယ်သူဂဝစ်ကိုသွားမယ်လိုက်ခဲ့ဘယ်မှာလဲဂဝစ်ဘယ်မှာလဲနိုင်ငံရေးအကျဉ်းသားတွေဘယ်မှာလဲတာမန်အကျဉ်းသားတွေလို့မေးပြောလုပ်ပြီးလှေကားစီတရောတော်ပါသွားတယ်ထောက်လန်းရေးယူနီဖောင်းတွေထောင်ယူနီဖောင်းတွေလည်းသူ့နောက်ကအပြေးလိုက်ကြရတော့တာပေါ့ပင်ရဲရိုးကလှမြင့်နဲ့တွေ့တယ်မေးတယ်နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့တယ်မေးတယ်အာနာပိုင်တွေသူ့ကိုတပတ်ရိုက်နေတာတွေဘွားကနေပေါ်သွားတယ်ပေါ့လှမြင့်ကပဲခူးတိုင်ဦးဘက်ကဆိုလားခိုးမှုနဲ့ထောင်ကျနေတာတဲ့ကြောက်ထုစကမ်းမှာကြောက်တယ်ရင်လန်ကူတရာကျိုးကြတော့သူ့ခါယိုးကျိုးသွားတယ်ဗိုက်ထဲကကလီစာတွေလည်းပဲ့လိမ့်ကုန်တယ်ဒါနဲ့ဆေးရုံရောက်လာတယ်ဆေးရုံမှာသူ့ကိုနိုင်ငံရေးအကျဉ်းသားတွေနေတဲ့အခန်းမှာမထားဘူးအိမ်သာဘေးကအခန်းကျင်းလေးထဲမှာတယောက်တည်းထားတယ်အခန်းကျင်းမှာလူဝင်လူထွက်တန်တကားတစ်ခုပဲရှိတယ်တန်တကားမှာတန်တကားကျဲထက်ကတ်ထားသေးတယ်တင်းပေါက်တစ်ပေါက်မှမရှိဘူးအခန်းကအမြဲမောင်နေတယ်လူဝင်တကားကဖြတ်ဝင်လာတဲ့အလင်းရောင်လောက်ပဲရှိတယ်သူ့ကို24နာရီတကားပိတ်ထားတယ်သူနည်းနည်းလမ်းလျှောက်နိုင်တော့ကျွန်တော်တို့စီလာပြီးစားစီရာတောင်းနေဆေးရုံကကြွေးတာလောက်နဲ့သူဝဖို့မပေါ်ဘူးဆေးရုံကထမင်းကိုတစ်ခါပဲပေးတာ12နာရီလောက်မှထမင်းဝေတယ်လူရင်ညစာပါယူတာ
ကျွန်တော်ကလည်းဈေးရုံထမင်းစားတယ်လှမြင့်နဲ့ထမင်းယူရင်းစုံတယ်တခြားလူတွေနေတိုင်းအိမ်ကထမင်းကြိုက်ယူပေမဲ့ကျွန်တော်ကတပတ်တစ်ခါပဲယူတယ်မိတ်ဆွေကြီးကိုမမောင်ခင်ကိုဒုက္ခမပေးခြင်းလို့အိမ်သားရေချိုးကမ်းမတ်သွားတိုင်းကျွန်တော်လှမြင့်ကိုနှုတ်ဆက်တယ်ယောဂအခြေအနေမေးတယ်စားစရာအချောက်ချမ်းတုပ်တွေပေးတယ်တန်တကာပေါက်ကချိုးညစ်သွင်းပေးရတာကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေက18ပေပတ်လဲအခန်းကျယ်ထဲမှာနေရတယ်ရခိုင်ကောင်းဆောင်ဦးအေးတောင်ရှိတယ်ဒီမိုကရေစီပါတီကဦးထွေးမြင့်ရှိတယ်ဒီချုပ်ကဒုဗိုလ်မှူးကြီးကျော်စန်းရှိတယ်ကျွန်တော်တို့ကလှမြင့်ထက်အနေချောင်သလိုရှိပေမဲ့ဆင်းရဲဒုက္ခအနေကျက်ပုံကတော့ထူမခြားနာပါတနေ့လုံးအခန်းတကာတောခတ်ထားလို့တနေ့လုံးမှောင်နေမဲနေရပါတယ်ဒါတောင်1990လောက်ကဒေါ်စိုးစိုးထွန်းဆိုတဲ့မန္တလေးကစေတနာရှင်အကျဉ်းသူတယောက်ဂယုဏပေါက်ပြီးအိမ်သားပြင်ရေချိုးကမ်းပြင်လူနေကမ်းပြင်မိချောင်းတက်ပန်ကာတက်လှုပ်သွားပြီလို့ဒီလောက်လူလိုသူလိုနေကြရတာပါကျွန်တော်တို့မျက်စိအောက်မှာလူလိုသူလိုမနေရတဲ့တာမန်အကျဉ်းသားတယောက်ရှိနေတော့စိတ်ထဲမှာဖြောက်လို့မရဘူးပေးနိုင်တာပေးကမ်းနိုင်တာကမ်းလူကိုလူလိုမသိလူမှန်းမသိလူလိုမဆက်ဆံတဲ့ရဲအဆောင်တွေစေးရုံဝန်ထမ်းတွေကိုကျွန်တော်တို့လှမြင့်ကိုစားရှေ့နေလိုက်ရတယ်။ရန်တွေ့ရတယ်တောင်းဆိုရတယ်။တို့အခွင့်အရေးပါမောက်ခကြီးအကြောင်းဆက်ပြောရအောင်မယ်။ပင်ရဲယိုကလှမြင့်ကိုတွေ့ပြီးဖြစ်ကြောင်းကုန်စင်မိတယ်။နာမြင့်တယောက်အကြီးအကျယ်နာမကျန်းဖြစ်နေတဲ့ကြားကတလိမ့်ဆန်လိုနေရတာမျက်ဝါးထင်ထင်မြင်သွားတယ်။ထောင်ဝင်စာမရှိလို့စားရမယ့်တောက်ရမယ့်ဘဝရောက်နေရတာဘဝကြီးမြင်သွားတယ်။ဇေဝကူတာမှုဘက်မှာဘလောက်ပြက်ကွက်နေတာသူဆရာဝန်မဟုတ်လို့တီးကျင်မှတီးပေနေမယ်ဒါပေမဲ့ခွေးစကွက်လိုမျိုးနဲ့စားပြီးဝက်ဆက်ချင်းလိုမျိုးမှာနေရတာဟာလူမမာတယောက်ဖို့မဖြစ်သင့်ဘူးဆိုတာတော့တည်သွားမှာဤကံပါပဲနိုင်ငံရေးအကျဉ်းသားအခန်းကနိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ပြန်တော့လဲပင်ရယူခံစားချက်3-4မျိုးနဲ့အဆိုင်ထိုးခံရတယ်လို့ရင်နာသွားပုံရရင်ပင်ရယူတယောက်ငါအလိန်ခံထားရပါကလားဆိုတဲ့ရင်နာရပုံမျိုးပို့ပြီးခံစားရမယ်ဆိုတာသိကြတယ်အာနာပိုင်တွေကသူ့ကိုဈေးရုံမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်လို့မပြောဘူးသူ့မှာတိတ်တွေ့ကျင်နေတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ရှိနေတယ်ဆိုတာဖုံးကွယ်ထားတယ်ပြီးတော့အတိုက်ခံဘက်မှာပါဝင်လှုပ်ရှားနေတဲ့ဓမ္မတော်အရာရှိကြီးတယောက်ရှိနေတယ်ဆိုတာလည်းအမောင်ချထားတယ်ပြီးတော့မဆလာလက်ထက်မှာတေတံနှစ်ထပ်ကွမ်းကြားခဲ့ရပြီးစစ်အာဏာရှင်ခင်မှာလည်းထောင်ဒဏ်တစ်သက်ကြားခံနေရတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်ရှိနေတယ်ဆိုတာလည်းအတိမပြီးနိုင်ငံရေးအကျဉ်းသားတွေနဲ့ပင်ရယူစကားပြောပြအောင်ပြောခဲ့တယ်ဒီနေ့အချိန်မရတော့လို့မနှက်ဖြန်မှတွေ့မယ်မရရအောင်တွေ့ခွင့်တောင်းမယ်မဖြစ်ဖြစ်အောင်လာတွေ့မယ်အာမတွေခံသွားတယ်ဂရီတွေပေးသွားတယ်ကျွန်တော်ရှိရာဧကန်းဆောင်ကိုပင်ရယူပြန်လာတယ်ကျွန်တော်နဲ့ဆက်စကားပြောတယ်မေးစရာတွေမေးတယ်နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ခဲ့သေးလားတွေ့ပေါ်ဗျာအများကြီးရှိနေတာပဲ။နဲ့ပြန်သူတို့နဲ့တွေ့ဖို့ကျွန်တော်တောင်းမယ်။တွေ့ကိုတွေ့မယ်။ဘာရမလဲ။လှမြင်ရောတွေ့ခဲ့တယ်။စိတ်မကောင်းဘူးဗျာ။ तू လူနာမဟုတ်ဘူးဗျ။တလိမ့်ဆန်နာခွေးလေခွေးလွင်ဖြစ်နေရတော့တာ။ခွေးနာဗျ။တလိမ့်ဆန်နာဗျ။အေးဗျာ။အဲ့ဒီလိုလူမျိုးတွေကိုပိုလေးထားပါဗျာ။ပိုအကူအညီပေးပါဗျာ။ပိုအကာအကွယ်ပေးပါဗျာ။နိုင်ငံရေးအကျဉ်းသားတွေထက်ပိုပြီးဘဝပြတ်နေရတဲ့သူတွေပါဗျာ။သူတို့ခမညာထောင်ကျလို့အခိုင်းခံရတယ်အခိုင်းခံထောင်သားဖြစ်လို့အငြင်းစေခံရတယ်အနိုင်ကျင့်ခံရတယ်ခေါင်းပုံပြက်ခံရတယ်ပြစ်ပယ်ထားခံရတယ်ဒီလိုခံနေရတဲ့လူတွေကထောင်နဲ့အပြည့်ပြူပင်ရယိုကစိတ်ချကျုပ်လုပ်ပေးမယ်ကျုပ်လုပ်ပေးမှာပါလို့ကျွန်တော်ကိုဂရီတွေပေးသွားတယ်ဒီနေရာမှာအလင်းတင်တယ်လို့နည်းနည်းလေးစကားဖြတ်ပြောပြရစီဗျာကျွန်တော်ကိုအချောင်းဝင်အသားယူတယ်လက်ညှိုးထိုးကျင်ထိုးပါကြွားလုံးထုတ်တယ်ဆွဆွဲကျင်ဆွဲပါမစီမဆိုင်မင်္ဂလာဝင်ယူတယ်မန်မဲကျင်မဲပါပြောချင်တာကဒီလိုပါပင်ရယူအပြန်ခီးဗန်ကောင်းမြို့ရောက်တိုင်းလေစိတ်မှာသတင်းစာရှင်းနေပွဲလုပ်တယ်ရှင်းပွဲတစ်ခုမှာကျွန်တော်အကြောင်းအရာသွင်းပြီးရှင်းပြသွားတဲ့ဦးဝင်းတင်ကသူနင့်နာခံစားနေရတာတွေပြောတာထက်သူတစ်ပါးနင့်နာခံစားနေရတာတွေကိုပိုပြောတယ်လို့ထောက်ပြသွားတဲ့တကယ်တော့ကျွန်တော်သာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားအားလုံးဒီလိုပါပဲကိုမျက်စိရှိအောင်ရှိတာတာမန်အကျဉ်းသားတွေရဲ့ဒုက္ခဆင်းရဲတွေအငတ်အပြတ်တွေအနာအကျဉ်တွေအဖိအနှိပ်တွေကိုကျွန်တော်တို့မျက်စိမိတ်မနေပါဘူးကြောခိုင်းမနေပါဘူးဝိုင်းပြောဝိုင်းအော်ဝိုင်းတောင်းနေကြတာပါပဲကျွန်တော်တို့ရဲ့ပါဇက်တွေနှလုံးသားတွေ
အုံနောက်တွေဟာကျွန်တော်တို့ကိစ္စတွေတတ်ကြီးမဟုတ်ပါဘူးဘဝတူနိုင်ငံရေးအကျဉ်းသားကိစ္စတတ်အတွက်ကြီးမဟုတ်ပါဘူးတာမန်အကျဉ်းသားတွေရဲ့ခံစားမှုအတွက်ပါဖြစ်ပါတယ်နိုင်ငံရေးအကျဉ်းသားတွေအဖို့တာမန်အကျဉ်းသားတွေဆိုတာသူတို့ရဲ့ပြည်သူတွေပါပဲသူတို့ဟာသူတို့ရဲ့ပြည်သူတွေနဲ့တထက်တဲ့တဘဝတဲ့တသွေးတဲ့တသားတွေပါပင်ញဲယိုကိစ္စပြန်ကောက်ရရင်နောက်တစ်နေ့လေစိတ်စင်းကနီးပင်ញဲယိုပြန်လာတယ်ရခိုင်ကောင်းဆောင်ဦးအေးတောင်နဲ့တွေ့တယ်ဦးအေးတောင်ကအဲ့ဒီအချိန်မှာလွတ်တော်ကိုစားပြုကော်မတီ CRPP ရဲ့အတွင်းရေးမှူးတာဝန်ယူထားသူဖြစ်လို့နိုင်ငံရေးပြဿနာတွေကိုရောသူကိုယ်တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်လို့နိုင်ငံရေးအကျဉ်းသားပြဿနာတွေကိုပါအများကြီးပြောပြနိုင်လိုက်တယ်။ကန့်ကွက်ချက်တွေတောင်းဆိုချက်တွေလည်းအများကြီးတင်ပြနိုင်လိုက်တယ်လို့ကြားရတယ်။ဦးအေးတောင်ကတိတ်ဆိတ်ဆက်တဲ့သူထောင်ဆိတ်တဲ့သူသူကကျွန်တော်ကိုပြောတယ်ပြောစရာတွေအများကြီးရှိတယ်။လိပ်ပတ်လေအောင်ခမစကားပြန်လုပ်ပြတဲ့ကျွန်တော်ဝင်ပါလို့ဘယ်ရမလဲထောက်တန်းရေးကစကားပြန်စီမံပေးမယ်လို့ပြောမှာပေါ့ဝေးတောင်ကလည်းဘာရမလဲမှတ်စုတွေရေးသွားပြီးသူကိုယ်တိုင်ကျဲတာပေါ့ပင်ញဲယိုးနဲ့တွေ့ပြီးတော့ထောက်တန်းရေးကသူတကိုယ်လုံးရှာဖွေရေးလုပ်ဖို့ပြင်နေသူကသူ့မှတ်စုတွေကိုဗဇက်ထဲထည့်ဝါပစ်တယ်မြောင်းနဲ့ပြစ်ချလိုက်တယ်အဲ့ဒီနောက်ဒုတိယဗိုလ်မှူးကြီးကျော်စန်းကိုလည်းတွေ့မေးသွားသေးတယ်လို့သိရတယ်တာမန်အကျဉ်းသားလေးလှမြင့်အတွက်အလေးအနက်အရေးတယူဆောင်ရွက်လာခဲ့တဲ့ပမောက္ခပင်ញဲယိုးကိုကျွန်တော်တို့ဒေသကျေးဇူးတင်နေဒုအခွင့်အရေးဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်တွေဟာနိုင်ငံရေးအကျဉ်းသားကိစ္စလောက်အရေးထားရကောင်းမှမသိတာမဟုတ်ဘူးတာမန်အကျဉ်းသားကိစ္စကိုလည်းအရေးတယူအလေးတမှုလုပ်တယ်ဆိုတာကိုရီးမျက်မြင်မြင်လိုက်ရလို့ကျွန်တော်တို့ဝမ်းသာခဲ့ရတယ်တာမန်အကျဉ်းသားတွေရဲ့ထောင်တွင်းစင်းရဲ့ဒုက္ခတွေနဲ့ပတ်သက်လာရင်နိုင်ငံရေးအကျဉ်းသားတွေဘယ်တော့မှလေးလျူရှုမထားခဲ့ပါဘူးလက်ပိုက်ကြည့်မနေခဲ့ပါဘူးလွန်ခဲ့တဲ့နှစ်90ကျော်ကဖတ်ခဲ့တဲ့ထောင်ရသာဆိုတဲ့စာအုပ်မှာနိုင်ငံရေးအကျဉ်းသားတွေရဲ့စာနာမှုပမာဏဂယုဏအတိုင်းစားနဲ့ထောက်ထားမှုဒုတွေကိုကွက်ကွက်ကွင်းကွင်းဖတ်ခဲ့ရပါတယ်ခွေကောင်ပြောင်းမြန်သခင်လမောင်တို့သခင်စံထွန်းလာတို့သခင်တန်းထွန်းတို့ဆိုတဲ့ရဲရဲတောက်သခင်ခေါင်းဆောင်တွေရဲ့အခြားအကျဉ်းသားတွေအပေါ်ထားတဲ့ဂယုဏစိတ်စာနာစိတ်ထပ်တူပြုစိတ်တွေကိုအများကြီးသိရမှတ်ရတယ်သူတို့စာရီထဲမှာအခြားအကျဉ်းသားတွေရဲ့နေထိုင်စားသောက်မှုအခြေအနေတွေပေါ်မှာထောင်အာဏာပိုင်တွေကိုပြစ်တင်ရှုတ်ချထားတာတွေအများကြီးတွေ့ရတယ်။အကျဉ်းသားတွေကိုအလုတ်ကျန်းတွေခိုင်းစေပြီးရတဲ့လိုအားကားနဲ့မတန်အောင်ခွေးအံဘက်လိုထမင်းဟင်းကျွေးနေတာကိုသူတို့အများကြီးဝေဖန်ခဲ့တယ်။အခြားအကျဉ်းသားတွေရေချိုးရတဲ့ကိစ္စကိုလည်းအထူးတလဲရှုတ်ချခဲ့တယ်။အဲ့ဒီအချိန်ကအကျဉ်းသားတွေရေချိုးရင်ရေလဲလုံကြီးမပေးဘူး။မိမွေးတိုင်းဖမွေးတိုင်းကိုလုံးတီးရေချိုးကြရတာဒါကိုတခင်ခေါင်းဆောင်တွေကအပြင်းအထန်ရှုတ်ချကြတယ်မြန်မာလူမျိုးတွေရဲ့ဟီရီအော်တပကိုချိုးဖျက်ရာရောက်တယ်လို့အပြင်းအထန်ပြစ်တင်ကြတယ်ထောင်ပရိရဲ့မျိုးစုံအောင်မှသားကောင်တပွဲဖြစ်နေကြရတဲ့ယူယူသားသားစင်းရဲသားမြန်မာတွေကိုဘယ်လိုပညာပေးပြုပြင်ရမလဲဆိုတာကိုအမြဲကြံစမျှော်မြင်ကြတယ်ထောင်ထဲမှာအခြားအကျဉ်းသားတွေကိုစီယုံနိုင်ရမယ်ပညာပေးနိုင်ရမယ်နိုင်ငံရေးနိုးကြအောင်လုပ်ရမယ်ဒါတွေဟာနိုင်ငံရေးသမားတိုင်းရဲ့တာဝန်ပဲရဲ့လို့သတ်မှတ်ခဲ့ကြတယ်ဒီလိုအသည့်အမြင်တွေကိုထောင်စာရေးဆရာများဖြစ်တဲ့နိုင်ငံရေးသမားဝင်ကြီးချုပ်ဟောင်းဦးနုတို့စာရေးဆရာသိန်းဖေမြင့်တို့သတင်းစာဆရာလူထုဦးလာတို့ကထပ်ဆင့်ဖောက်တယ်ချခဲ့ကြတယ်သူတို့တွေရဲ့ကျေးဇူးနဲ့ကျွန်တော်တို့ခေတ်မှာထောင်ဘဝအမြင်ကျယ်တဲ့လောက်ကျယ်ခဲ့ပါရဲ့ကျွန်တော်တို့တခြားအကျဉ်းသားတွေရဲ့ဘဝကိုမေ့မထားပါဘူးမတိကျိုးကျွန်းလုံမထားပါဘူးပြောတဲ့နာဝင်ပြောကူတဲ့နာဝင်ကူခဲ့ကြပါတယ်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားအများစုကတိုက်ပိတ်ခံနေအချင်းချင်းလဲတဲမတွေ့ရတခြားအကျဉ်းသားတွေနဲ့လဲတိတ်မရောရတဲ့အခြေစိုက်နေကြတာဒီတော့တခြားအကျဉ်းသားတွေနဲ့အဆက်ဆံပြတ်နေတယ်သူ့အကြောင်းကိုမသိကိုယ့်အကြောင်းသူမသိဖြစ်နေတာများတယ်စကားပြောဖို့မေးဟဲ့မြန်းဟဲ့လုပ်ဖို့အချိန်မရဝန်ထမ်းတွေကလည်းခွင့်မပြုဒုဗမာသခင်တွေထောင်ကျတဲ့ခေတ်ကလိုနိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်အားပေးတွေခွင့်ပြုထားတာမျိုးဒီခေတ်မှာလုံးဝမရှိတော့ပါဘူး။ဟိုခေတ်တုန်းကတော့နိုင်ငံရေးအကျဉ်းသားတွေအတွက်အခြားအကျဉ်းသားလှုပ်အားပေးတွေခွင့်ပြုထားတယ်။ထမင်းချက်အဖွဲတဲ့ဖြတ်ထိုးအဖွဲတဲ့ခုခတ်ကျွေးမွေးတဲ့လူတွေလက်တို့လက်တောင်းအဖွဲတဲ့လူတာခိုင်းဖို့လူတွေဒီခေတ်မှာတော့တာမန်အကျဉ်းသားတွေကိုအမြဲအလုပ်စင်းရတဲ့သူဆိုပြီးတိုက်တလုံးကို၄ယောက်လောက်ပေးထားတယ်
တောက်ရီခတ်လဲသူတို့ထမင်းဝေလဲသူတို့အဝေလန်းလဲသူတို့လက်တို့လက်တောင်းလောက်ရတာလဲသူတို့ပဲပေါ့လေသူတို့ကအပြင်ဘက်မှာလမ်းတလားနေကြကျွန်တော်တို့ကတန်နိုင်နောက်ကအခန်းထဲမှာငုတ်တုတ်ထိုင်ကြစကားမပြောရပစ္စည်းအပေးအယူမလုပ်ရညနေဆောင်ပိတ်တော့သူတို့နေရင်အဆောင်ကိုပြန်ကြပေါ့လေနောက်တနေ့မနက်မိုးလင်းတော့လေဒီလိုပဲလာလိုက်ပြန်လိုက်ပေါ့ကျွန်တော်တို့တန်တိုင်နောက်မှာငုတ်တုတ်ထိုင်နေကြပေမဲ့ဘာတိဘာသာမနေကြပါဘူးချိတ်စရာရှိတာချိတ်ဆက်စရာရှိတာဆက်ပါပဲသူတို့အတွက်ကူးစရာညီစရာတိုင်းစရာဝိုင်းစရာအော်စရာဟစ်စရာတွေပေါ်ရင်လဲဝိုင်းအောင်ထားကြကြတာပါပဲမှတ်မိသေးတယ်1993လောက်မှာပါကျွန်တော်တိုက်3အခန်း1မှာနေတယ်တာမန်အကျဉ်းသားလူငယ်လေးတယောက်ကျွန်တော်တို့တိုက်မှာအမြဲစင်းတာဝန်ကြတယ်မနက်တိုင်းရေခတ်တယ်တောက်ရီကိုတိုက်3နဲ့တိုင်းနေကြကရေကန်ကြီးကရေပိုက်မှာသွားခတ်ရတယ်သူတောက်ရီခတ်ချိန်မှာတိုင်းနဲ့တာဝန်ကြဝန်တန်းကလည်းတိုင်းနဲ့အကျဉ်းသားတွေရေချိုးချနိုင်ဖို့ရေကန်မြန်မြန်ပြည့်စေခြင်းနဲ့အမြဲစင်းကလည်းတိုင်းနဲ့အခန်းစီတောက်ရီမြန်မြန်ပြည့်စေခြင်းနဲ့တိုင်းနဲ့တာဝန်ကြဝန်တန်းကတားတယ်သူကတောက်ရီခတ်မြဲခတ်တယ်နောက်ဆုံးတော့တိုင်းနေဝန်တန်းကတိုက်3နဲ့လိုက်လာပြီးအမြဲစင်းကိုထိုးတယ်ပင်ကြီးကြီးအကျဉ်းသားနောက်ကောက်ကျသွားတယ်ကျွန်တော်တို့ရှေ့တင်ဖြစ်တာဆိုတော့ကျွန်တော်တို့ဝိုင်းအော်ကြတာပေါ့တာဝန်ခံရာရှိတွေရောက်လာတယ်ဖြန့်ပြေးပေးတယ်လက်သီးသမားဝန်တန်းပြုတ်သွားတယ်ဆိုလားရွှေ့သွားတယ်ဆိုလားသတင်းကြားရတယ်1995လောက်မှလေဒီလိုကိစ္စကြုံရပြန်တယ်တိုက်3မှာတက်ကြီးရွယ်ကိုအမြဲစင်းတယောက်ရှိတယ်ဦးလိုင်းလို့ခေါ်ကြတယ်ဘားလိုင်းလို့လည်းခေါ်ကြတယ်တန်လျင်ဘက်ကတဲ့သူကအဖိုးကြီးမို့အလုတ်သိမ့်မလုပ်ရဘူးနိုင်ငံရေးအကျဉ်းသားတွေရဲ့လှုပ်ရှားမှုတွေကိုသတင်းပေးရတယ်ဒီနေ့ကျွန်တော်ရေချိုးစင်းချိန်မှာရှင်းနေကြီးဦးထွန်းတင်ဒီကျုပ်ဗဟိုကော်မတီအဖွဲ့ဝင်ရန်ကုန်တိုင်းစီယုံရေးကော်မတီဝင်အခန်းရှိသွားစကားပြောတယ်ဦးလိုင်ကတိုက်3ရှိကတစ်ပင်တပင်အောက်မှာရက်ပြီးနေတယ်ကျွန်တော်တို့ကိုမမြင်ချင်အောင်စောင်းနေတယ်တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီအချိန်မှာထောင်မူမိုဟိတိုက်ရှိတန်းကလမ်းလျှောက်လာတယ်တိုက်ဆိုင်မှုပဲလားတမင်ချောင်းဖမ်းတာလားတော့မသိဘူးသူကနာမည်စိုးနဲ့ကြော်ကြားသူသူ့ကိုမသိဘူးမကြားဘူးသူမရှိဘူးထောင်ရာရှိမဖြစ်ခင်ကသူကအကျဉ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးကြီးအုံးဟန်ရဲ့မော်တော်ကားမောင်းသူဝေကုံကြီးကြအတော်ခံပြီးထောင်မှုဖြစ်လာတယ်လို့သတင်းကြော်တယ်မဆိုးပါဘူးဦးလိုင်ကိုတိုက်ရုံးကခေါ်တယ်စစ်တယ်မေးတယ်ပြီးတော့သူ့ကိုတိုင်းတိုင်းမှာကျိုးတုပ်ပြီးနေဘူးလန်းနဲ့နေလန်းနဲ့ဆိုတာဘာမဟုတ်တဲ့ကိစ္စလို့မထင်လေနဲ့အတော်ပြင်းနဲ့ညှဉ်းပန်းတံပေးမှုဖြစ်ပါတယ်ဒီအလိုမျိုးကိုဘယ်နိုင်ငံမှမသုံးဘူးဒုတိယကမ္ဘာစစ်ကြီးအတွင်းကဖက်စစ်ဂျပန်စစ်ထောက်လှမ်းရေးတွေသာသုံးခဲ့တယ်ဦးလိုင်သတင်းကိုကျွန်တော်တို့ချက်ချင်းကြားတယ်ကျွန်တော်တို့စူပူကန့်ကွက်ကြတယ်မကြလိုက်ဘူးဦးလိုင်ကိုနေပူလန်းထားရာကလွတ်ပေးလိုက်တယ်ထောင်ထဲမှာလူချင်းစာနာမှုလူချင်းကူညီရိုင်းပင်းမှုလူချင်းကာကွယ်စောင့်ရှောက်မှုကျင့်ဝတ်စိတ်ဓာတ်တွေကိုနိုင်ငံရေးအကျဉ်းသားတိုင်းဆွဲဆွဲမြဲမြဲကျင့်သုံးခဲ့ကြတယ်လူဆိုးလူရုပ်တွေကငရဲကန်းကိုဖန်တီးနေခဲ့ကြတယ်လူကောင်းလူမြတ်တွေကမေတ္တာပုံကိုတည်ဆောက်နေခဲ့ကြတယ်နိုင်ငံရေးအမွေခံကြီးများထောင်ထဲရောက်သွားတော့သူလူကိုလူအကျဉ်းသားကြီးမဟုတ်တတိတကျဲတွေဝင်းငယ်ဝင်ကြီးတွေဗိုလ်မှူးဗိုလ်ချုပ်တွေဝါနုဝါရင်နိုင်ငံရေးသမားတွေတော်လှန်ရေးသမားတွေတပုံတကန်တွေဖုန်ကြီးရဟန်းတွေចောင်းသားလူငယ်တွေဇာရေးဆရာကြပြဆရာသတင်းစာဆရာတွေပြည်သူကိုယ်စားလှယ်တွေတန်ကြီးတမန်ကြီးတွေလူမျိုးကြားတွေအော်စုံလို့ပါကလားအကြောင်းမျိုးမျိုးနဲ့လူအမျိုးမျိုးထောင်ထဲရောက်လာနေကြပါကလားပတ်ဝန်းကျင်အစ်စ်ကိုကြည့်ပြီးကျွန်တော်တွေးနေမိတယ်အကြောင်းမျိုးမျိုးနဲ့လို့ကျွန်တော်ပြောပေမဲ့အဓိကအကြောင်းကတော့ဆရာနာရှင်တွေရဲ့တရားလက်လွတ်နိုင်ငံရေးဖိနှိပ်မှုချုပ်ချယ်မှုပတ်ကြမ်းတိုက်မှုရန်ညိုးအာဃာတကြီးမှုဒဇာကန်လုံးမှုနင်မဟုတ်နင်းအဖေလုံးမှုစားတဲ့နိုင်တက်စီးနှင်းမှုတွေပဲဖြစ်ပါတယ်တနည်းစဉ်းစားတော့ဆရာနာရန်ရာကြီးဟာဖိနှိပ်ခံပြည်သူလူထုတွေကပြစ်ဒဏ်တင်သူတွေသာမကသူတို့သွေးတဲ့သားတွေကလူတွေသူတို့အတိုင်းဝိုင်းတွေကလူတွေသူတို့လက်ပါစီတွေအလိုတော်ကြီးတွေရှူးတိုက်ခွေးတွေကိုလည်းစိတ်မထင်ရင်ထောင်ထဲကန်သွင်းနေတာပါပဲလားလို့နားလည်လာရပါတယ်ကျွန်တော်ကထောင်ထဲမှာနှစ်ပေါင်း20နီးပါးကျင်လည်ခဲ့ရတယ်ဆိုပေမဲ့အတိအမြင်အကြုံအဆုံအလွန်နေပါတယ်ထောင်လိုင်းကြီးကလားထောင်ကလားတော့မသိဘူးကျွန်တော်တို့တကူတကဂရုချိုးပြီးတော့နှိတ်ကွတ်တယ်ထင်တာပဲထောင်စောပိုင်းနှစ်တွေမှာကျွန်တော်ခွေးနေရမရဆိုသလိုဖြစ်နေခဲ့ရတယ်ဘယ်နေရာမှဖင်နွေးအောင်မထိုင်ရကြောနွေးအောင်မအိပ်ရ
အတီတကျနေရတယ်ကိုမရှိဘူးဟိုတိုက်ရွှေဒီအဆောင်ပြောင်းအဆောင်တစ်ခုတည်းတိုက်တစ်ခုတည်းမှာတောင်းအခန်းတွေရွှေ့နေရတာဘယ်သူနဲ့မှမျက်နှာတမ်းပြီးလောက်အောင်ကြာမနေရဒီအထဲစစ်ကြောရေးကိုနေရက်ရှည်သွားရသည်ဆေးရုံတက်လိုက်ရသည်ဒီလိုနဲ့ကိုလူချင်းမကြုံရမစုံရတာမန်အချင်းသားတွေနဲ့လည်းမတွေ့ရမပြောရထောင်အတွေ့ကြုံအလွန်နေခဲ့တယ်တကူတော်ငရဲကြသလိုဖြစ်နေခဲ့ရတယ်ဒီကြားတွေကပဲစိတ်ဝင်စားစရာအကျဉ်းသားတချို့ကိုကျွန်တော်မြင်ခဲ့ရတယ်အကျဉ်းသားအချို့အကြောင်းကျွန်တော်ကြားခဲ့ရတယ်ဒီလိုစုံခဲ့မြင်ခဲ့ကြားခဲ့ရတယ်သာဆိုတာသူတို့နဲ့စကားလက်ဆောင်ကြားလောက်အောင်ထိတွေးခဲ့စုံခဲ့ရတာမဟုတ်ပါဘူးဖြတ်ခနဲမြင်ဖြတ်ခနဲတွေ့သဘောလောက်ပါပဲဒီလိုဖြတ်ခနဲရုပ်ပုံတော်တွေကိုကျွန်တော်ပြန်ပြောပြမယ်လို့စိတ်ကူးတော့တချို့တလေကိုအသားပေးပြောပြချင်တာတွေရှိလာတယ်အဲ့ဒီတချို့ဆိုတာနိုင်ငံရေးမိသားစုကြီးတွေကပေါက်ဖွာလာသူတွေဖြစ်ပါတယ်တချို့ဆိုရင်သူတို့ကိုယ်တိုင်လည်းထင်ရှားသူတွေဖြစ်ပါတယ်1991မှာကျွန်တော်တိုက်3ရောက်သွားတယ်ဟိုအခန်းဒီအခန်းပြောင်းနေရကအခန်း1ကိုရောက်သွားတယ်အခန်း1မှာဦးရဲထွန်းရှိတယ်သူကိုအရေးတောင်မမြင်ရခင်ကတည်းကသူတည်င်းမျိုးစုံကိုကြားနေရတယ်နေတိုင်းစီးကရက်တပူးသွင်းနေစားကောင်းတောက်ဖွယ်တွေစုံတဲ့ရေချိုးချိန်သူများထက်ပိုရတဲ့လမ်းလျှောက်ရှူးဖက်နှက်သွင်းစီတဲ့သူ့အတန်တွေကိုလည်းကြားနေရတယ်သူကအခန်းပြင်ကြာထွက်ခွင့်ရလို့လားကြာထွက်ခွင့်ရအောင်ကြံနိုင်လို့လားမသိမကြလူငယ်တွေနဲ့စကားပြောနေတဲ့တွေကိုကြားရတယ်သူအမေရိကန်မှာနေခဲ့တဲ့အကြောင်းတက်စီမောင်းသမားလုပ်ခဲ့ဘူးတဲ့အကြောင်းအစ္စရေးကုမ္ပဏီနဲ့တယ်လီဖုန်းလုပ်ငန်းလုပ်တဲ့အကြောင်းအတန်တွေကအတော်ဆုံးနေငါစီအုံးတွေတွင်းရောင်းခဲ့ဘူးတဲ့တိတ်ခဲတဲ့စီအုံးတွေကကြာစားရင်တည်တတ်တယ်ကွာဒါလည်းဦးရဲကတွင်းတာပဲလားတွင်းတာပေါ့ကွာရောင်းတာပဲလားရောင်းတာပေါ့ကွာသူ့အတန်တွေနားထောင်ရတာပြောစရာပါပဲလူငယ်တွေကလည်းသူ့ကိုခင်ပုံပေါ်တယ်အထင်ကြီးပုံလည်းရတယ်မင်းကိုနိုင်တို့မင်းစီယာတို့ကိုကြီးတို့ဆိုတာသူနဲ့အတော်ရင်းတဲ့အရေးတော်ပုံကာလမှာအဲ့ဒီလူငယ်ခေါင်းဆောင်တွေကိုသူထောက်ပံ့ထားခဲ့တာတဲ့ဒီနေ့ထောင်ဝင်စာအပြန်ဝန်ထမ်းကကျွန်တော်ကိုအခန်းတစ်ခန်းနဲ့တွင်နေကျွန်တော်ခေါင်းစုပ်ဖွင့်လိုက်တော့လာဦးရဲထွန်းကိုဘွားကနေတွေ့ရတယ်ထိုင်မအောင်မြခမောင်းနဲ့စကားပြောချင်နေတာကြာပြီလူကဖြူတန်းခန့်ချောမောင်မီတို့အစိမ်းရောင်ဝစ်လို့ပြုံးရှင်ပဲခမောင်းကလည်းစာအုပ်ညီမဒိတ်ကျွန်တော်ကလည်းစာအုပ်စိမ်းမှာဘူးဗျဒေါ်စန်းစုကြည်နဲ့လည်းကျွန်တော်ရင်းပါတယ်သူကအစိမ်းသက်ပဲခမောင်းကင်ပေးနေလို့ကျွန်တော်အိုးတို့အန်တန်ဖြစ်နေတယ်ဒဇင်းနဲ့စကားပြောတဲ့အလုတ်သိမ့်လုတ်တတ်တာမဟုတ်ဘူးကျွန်တော်ဖြုံသွားတယ်သူစကားကထောက်လန်းရေးရဲ့ရုပ်သေးကြိုးကင်ပဲ့တင်တမ်းပါကလားမဟုတ်ပါဘူးဗျာထောက်လန်းရေးကစာအုပ်နေတဲ့ဆွဲသွင်းတာပါကျွန်တော်ကနိုင်ငံရေးတွေဘာတွေတိတ်နားနေတာမဟုတ်ပါဘူးဒေါ်စုအရှင်ဝါနောက်ကလိုက်လိမ့်နေတာပါသူစကားတွေဆက်ပြောတယ်ဘာတွေရဲ့လို့တင်မမိကျင်တော့ပါဘူးဝန်ထမ်းကဘယ်လိုအချက်ပြလိုက်တယ်မသိဘူးအေးဗျာတွေးကြသေးတာပေါ့လို့သူကစကားသိမ့်နေကျွန်တော်ကလည်းဟုတ်ကဲ့ဆိုပြီးဝန်ထမ်းဆွဲခေါ်ရပါခဲ့တယ်ဦးရဲထွန်းကရှင်းနေချုပ်ဦးချန်ထွန်းရဲ့သားဦးချန်ထွန်းက1940အခြေခံဖွဲ့စည်းပုံဥပဒေကိုရေးဆွဲခဲ့သူလွတ်လပ်ရေးတိုက်ပွဲခေတ်ကနာမည်ကျော်ဝိလုံတော်ရာကြီးဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူလက်တွဲလှုပ်ရှားခဲ့တဲ့သူဦးရဲထွန်းကကြံရည်ဖန်ရည်တော်ကောင်းတဲ့သူပဲမနက်ထမင်းဝေပြီးရင်သူအပြင်ထွက်ရပြီကျွန်တော်စီတော့တခါမှရောက်မလားအခန်း73ကဘေးဒင်းစရာမင်းသိခအခန်းရှိမှာသွားထိုင်နေထမင်းစားတယ်စကားပြောတယ်အခန်းတိုင်းတော့ခတ်ပိတ်ထားခြင်းသူကလေယာပြင်မှာထမင်းစားစကားပြောနိုင်တယ်တိုင်ယုံကရှောက်လာတဲ့ထောင်မူးကတော့ပွင့်နေတဲ့သူ့အခန်း1ကိုတွေ့တယ်ဆက်လျှောက်တယ်အခန်း73မှာသူ့ကိုတွေ့တယ်ဆက်လျှောက်သွားတယ်ဘဲစီပဲဝဲမသိပျောက်သွားတယ်ဦးရဲထွန်းဆက်ပြီးစကားဖောင်တယ်1996မှာထောက်လန်းရေးစစ်ကြောစခန်းအခြေစိုက်တဲ့အထူးဆောင်ကိုကျွန်တော်ရောက်သွားတယ်12နှစ်ကျော်တယောက်တည်းတိုက်ပိတ်ခံထားရတယ်ဒီနှစ်ကာလတွေကြားမှာဇာကနာတို့ကိုခမောင်မြင့်တို့ဗိုလ်ကြီးဝင်းထိန်တို့ကရင်ပုံမူကိုနိုင်တို့ဘာကဘယူကြီးတက်ခိုင်တို့ကိုတင်အောင်တို့ကိုမင်းကိုနိုင်တို့ဒီကျုပ်ကဦးခမောင်ဆွေတို့ကိုမိုးသူတို့ကိုဝင်သားတို့ဦးကျော်စန်းတို့ဘိုးတော်ခင်ဝင်းတို့စတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့အခန်းကျော်စကားအော်ချောင်းကြည့်ဆိုတာမျိုးနဲ့ကြုံလိုက်စုံလိုက်ပြောလိုက်ဆိုလိုက်ရတယ်1999တကြံမှာကြပြပြဆက်ရှည်ကြီးတစ်ပုဒ်ကျွန်တော်အော်တယ်ထောင်လန်းရေးအခန်းကအထူးဆောင်မှာပါအခန်း30ကအခန်း8အထိကြပြစာလုံးတွေပေါက်ကျဲနေတယ်
ပဲ့တင်ထက်နေတယ်ရက်ကန်းလွန်ခတ်တယ်လို့တိုက်တစ်ဖက်စွန်းကတစ်ဖက်စွန်းကိုဒိုးတောက်ရိုက်ခတ်လွှေရှားနေတယ်ကျွန်တော်စကလုံးတွေကိုတခန်းခန်းကလူကဗော်လီဘောပုတ်တယ်လို့ဆက်ပုတ်လွတ်နေတယ်ဘေးဘိတ်သားတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းကတော့အခန်းလေးပဲနားထောင်ယုံနားထောင်နေသလားမသိဒါမှမဟုတ်နားမထောင်မနေဘူးလားမသိအဲ့ဒီအခန်းမှာဦးအေးဝင်းနေတယ်ဦးအေးဝင်းကဒေါ်စုရဲ့အကိုဝမ်းကွယ်အာဇာနည်ခေါင်းဆောင်ကြီးဥပဝင်းရဲ့သားကျွန်တော်မရှိတော့တဲ့နောက်သူဒီကျုပ်မှာဒေါ်စုအနားမှာဝင်ကူလုပ်တယ်လို့ကြားရတယ်နောက်တော့ထောင်ထဲရောက်လာရောအခုအခန်းလေးမှာ1998နောက်ပိုင်းတရက်မှာကမ္ဘာကြက်ချီနီအဖွဲ့ကျွန်တော်တို့စီရောက်လာတယ်လူတွေအားလုံးစုံတွေ့ဖို့ကြက်ချီနီအဖွဲ့ကောင်းဆောင်မစ္စတာလီယွန်ကိုကျွန်တော်ပူဇော်တယ်တခြားလူတွေကလည်းဝိုင်းပြောကြဟန်တူရင်အားလုံးတစ်ပေါင်းနဲ့တွေ့ကြရတယ်လူတွေကတော့မမှတ်မိတော့ဘူးကိုသက်ခိုင်ပါတယ်ကိုနိုင်ပါတယ်ဦးကျော်စန်းပါတယ်ထင်တယ်ဦးအေးဝင်းတော့မပါဘူးဦးအေးဝင်းကသူတယောက်တည်းတီးကြတွေ့ခွင့်တောင်းတယ်ကျွန်တော်တို့နဲ့မစုံနိုင်သူမိသားစုကိစ္စတွေလားသူ့ကိုရေးကိစ္စတွေလားပြောခွင့်ရလိုက်လို့ဦးအေးဝင်းဝမ်းသာမှာပါကျွန်တော်တို့လည်းပျော်လိုက်ကြတာကျွန်တော်တို့၄ယောက်ဒီတိုက်ထဲမှာနေလာခဲ့တာကြာပဲကြာပေါ့တခါမှမျက်နှာချင်းမဆိုင်ခဲ့ကြရဘူးခုတွေးလိုက်ကြတော့မှလူချင်းလည်းမြင်ဘူးကိုသက်ခိုင်ဆိုတဲ့လူကလူကြောပဲကိုနိုင်လည်းဒီလိုပါပဲထောင်မောင်းချောမောဦးကျော်စန်းကဒီကျုပ်ဗဟိုကော်မတီဝင်ဆိုတော့လူချင်းစုံဘူးမလားမသိကျွန်တော်ကတော့တိတ်မမှတ်မိသူကပထမမကွေးတိုင်းနောက်စကိုင်းတိုင်းသူလဲတိုင်းအလုပ်တွေနဲ့ခြာလက်ပတ်ရန်ကျွန်တော်လဲဗဟိုအလုပ်တွေနဲ့ဝက်လက်ချီလေခုမှပဲတစ်ပင်ရိပ်အောက်မှာမျက်နှာချင်းဆိုင်ထိုင်ရတယ်ဦးအေးဝင်းကမစ္စတာလီယွန်နဲ့တီးခြားတွေ့ပြီးအပြန်ကျွန်တော်အခန်းတစ်ရှိလာရက်တင်ဘုံကြီးစွန့်ခံတယ်လို့အကြာကြီးရက်တာမဟုတ်ခဏပဲပြုံးနှုတ်ဆက်တယ်အရေးကြီးကိစ္စလေးရှိလို့ဗျာလို့ပါဇက်ကပြောတယ်ဒေါ်စုနဲ့ပတ်သက်သလားဒီကျုံနဲ့ပတ်သက်သလားသူ့ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်သလားသူမပြောကျွန်တော်မသိဘုံကြီးလိုအကြာကြီးရက်တာမဟုတ်ပေမဲ့လူကဘုံကြီးရုပ်ပေါက်တယ်လို့ပဲဖြူဖြူတန်းတန်းအင်ဂျရီတပ်ပတ်တီအပြေသူလွတ်တာသွားရောနောက်ထပ်တစ်ခါမှမတွေ့လိုက်ရတော့သူ့ညီဖြစ်တဲ့ကိုချိုခေါ်ချိုအောင်တန်းကိုတော့ကျွန်တော်အကြာကြီးမြင်ရတယ်တခါနဲ့အတူနေကြရတာကိုရန်ကုန်ဆေးရုံကြီးရဲအချုပ်ခန်းဂတ်ဝက်မှာကျွန်တော်ကနှလုံးယောဂါနဲ့ဆေးရုံတက်နေတာသူကတော့ဘာယောဂါမှမသိလူကတော့ပိန်ကက်ကက်မျက်နှာကတော့သူ့အဖေသူ့အမေတွေနာမည်ရွေးမမားတာတတ်သိခံနေတယ်ပြုံပြုံချိုချိုမြူမြူအဲ့ဒီရက်တွေကတိတ်ကြာရှည်ကြာညောင်းမဟုတ်ပါဘူး10ရက်လောက်တော့ကြာထင်ပါအဆောင်တွေကများလူကဘောင်းဆောင်ဖြစ်နေလို့သူနဲ့ကျွန်တော်စကားမစုံလူချင်းမြင်ရယုံပဲသူ့အကိုကြီးကိုတူးနဲ့တွေ့တယ်ညီအကိုကပုံချင်းမတူကိုတူးကဝဝဖိုင်ညူတီကိုချိုကသူ့အမှုအကြောင်းအစိုးရသတင်းစာမှာရေးပုံကိုသတင်းစာဖြတ်ပိုင်းတွေပြတယ်ဖတ်ခိုင်းနေဒေါ်စုအကြောင်းတွေဒေါ်လာငွေတွေဂျိုရုတယ်လီဖုန်းတွေဘာတွေညာတွေမှန်းမသိတပည့်ရနံမောင်းစုံတကာစိနေတာပဲမမှန်မိပါလူကလည်းနေထိုင်မကောင်းဖြစ်နေလို့ခေါင်းကမကြည့်ဒီလိုသတင်းမျိုးဆိုတာကထောက်လန်းရေးလက်ရာတွေကိုသတင်းသူသတင်းသူများသတင်းရဲ့လို့ထူမချာနာလားဒီအမေမွေးဒီကလေးလို့ပြောရမလားဒီပုတ်ထဲကဒီပဲပြောရမလားကိုချိုကမုံဘတ်ထုတ်ကလေးတွေတစ်တီးလေးတွေလာပေးတတ်တယ်ဆရာကြီးနောက်မှပြောမယ်လို့အပြုံးစကားလက်သုံးစကားဆိုတတ်တယ်ကျွန်တော်ကလည်းခေါင်းငိမ့်လိုက်တာပါပဲအပြင်ရောက်တော့သူနဲ့အကျိန်တော်တော်များများတွေ့တယ်သူ့အဖေဗိုလ်ချုပ်အကိုဦးအောင်တန်းကွယ်လွန်နဲ့နှစ်ပတ်လည်ပွဲကျွန်တော်ရောက်သွားတယ်သူ့အဖေကလက်ဝဲနိုင်ငံရေးသမားဆိုတော့သူကလူတွေနဲ့ရောရောနှောနေတတ်တယ်သူ့အဖေလိုပဲ2009ထဲမှာဒေါ်စုကိုအင်းစိန်ထောင်အတွင်းတရားရုံးတင်တယ်အင်းစိန်စည်းရှိလူစုကြတယ်ထိုင်ကြတယ်စကားပြောကြတယ်ဒေါ်စုဘတ်တော်သားတွေတော်တော်များတယ်ဒီမိုကရေစီလှုပ်ရှားအင်အားစုတွေတော်တော်များတယ်ဈေးသူဈေးသားရက်သူရက်သားတွေတော်တော်များတယ်ဒီကျုပ်ကလည်းလာတယ်ကျွန်တော်နဲ့2ယောက်3ယောက်လောက်ရှိမယ်ထင်တယ်ကိုချိုးလည်းပါတတ်တယ်ကျွန်တော်ကြောက်ကုန်းအိမ်မှာနေတဲ့ရက်ဆိုရင်သူအိမ်တိုင်ရာရောက်လိုက်ပို့တတ်တယ်ဒီလုတ်တွေခေါ်ဒီမိုကရေစီလှုပ်ရှားသူတွေကတော့သူနဲ့ကျွမ်းသူလွမ်းသူများပါတယ်သူကလူတိုင်းနဲ့ပြုံပဲဆရာကြီးကျွန်တော်ကတော့ဒီလူတွေအကြောင်းနောကြည့်နေတော့သတိထားတယ်လို့ကျွန်တော်ကိုတိုးပြောတတ်တယ်ဒီလူတွေဆိုတာသူ့အနာကလူစိမ်းတွေပြောတာလားထောက်လန်းရေးတွေကိုပြောတာလားကျွန်တော်မေးမနေတော့ပါသူကအစမ်းလေးတွေလည်းပြောတတ်တယ်တရက်မှာသူပြောပုံကဆရာအတွက်အင်းစိန်တက်စီစေးခံတဲ့လူရှိလို့ဆိုပြီးကျွန်တော်ကိုတက်စီနဲ့အင်းစိန်ပို့တယ်ကျွန်တော်တော့ပြန်ဦးမယ်ဆရာဆိုပြီး
ဘတ်စကားနဲ့လားတက်စီနဲ့လားမသိပြန်သွားတယ်2001လောက်မှာထင်တယ်နိုင်ငံရေးအမွေကြီးကံပုဂ္ဂိုလ်တယောက်နဲ့ရန်ကုန်စည်းရုံကြီးမှာကျွန်တော်ဆုံရပြန်တယ်ဒေါ်ကြီးပါကွယ်လွန်သူဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌသခင်စင်ရဲ့ကျန်ရစ်သူဇနီးကိုထွေးမြင့်နဲ့ကျွန်တော်ကမမကြီးလို့ခေါ်ကြတယ်သူကပြင်မနာသူဆိုတော့ပြင်မနာသာကိုထွေးမြင့်နဲ့ပိုရင်းနေတယ်ကျွန်တော်စည်းရုံတက်နေတော့နေတိုင်းထမင်းကြိုင်ပို့တယ်မမကြီးဒုက္ခမရှာနဲ့ကျွန်တော်ကတနေ့တစ်ထပ်ပဲစားတာထမင်းစားလဲဧည့်သည်တွေဝယ်လာတဲ့ဗမာမုံနေနဲ့ပဲပြီးတာဘယ်လိုပြောမရဘူးကျွန်တော်ကြိုက်တယ်ဆိုတဲ့ဝတ်သားဟင်းဝက်ချီတော်ဟင်းဘေကလာဟင်းဆိုတာတွေလည်းအထက်မပြတ်ပို့တယ်အဲ့ဒီရက်ဒီမှာမမကြီးကကျမ်းမာရေးပြိုလာနေပြီမနက်စောစောရေချိုးတယ်လူ2ယောက်လောက်တွေ့ရတယ်အတော်ရိုင်းနေပြီဖီလိန်ပြီးရင်မမကြီးကိုကရင်ပေါ်မှာအခန့်သားအမြိုင်သားအချောသားတွေ့ရတယ်ငယ်ရုပ်မကုံသေးဘူးငယ်သွေးမပြေသေးဘူးငယ်သွေးဆိုတာဒေါ်ရီမန်တွေကိုပြောတာတရက်ကျွန်တော်ကိုလူလွတ်ခေါ်တယ်ရောက်တော့ပြောလိုက်တာဆုံးရောဒေါ်ရီမောတွေလည်းလာသည်ငိုတန်ရှိုက်တန်ကလည်းပါသည်သူတို့နိုင်ငံရေးအနွယ်ကျွန်တော်ရဲဘော်တယောက်ရဲ့နှလုံးသားရေးရခေါ်မလားနှိမ်သားရေးရခေါ်မလားမသိသူကအိမ်သူဟောင်းဘက်ကလိုက်ပြောတယ်တနားရီလောက်ကြာတယ်ဈေးုံတက်တော့စိတ်တုံစီရမပြောပါနဲ့မမကြီးရဲ့ပြောလဲမရလူကတိတ်မလုံနိုင်လို့သာထမခုံတာဂယုနာဒေါသောတွေကတော့ယထာကောင်းတွဲကြီးလိုဂျူးဂျူးချင်းချင်းတကုတ်ကုတ်ပဲကျွန်တော်ဈေးုံကဆင်းလာရတယ်တိတ်မကြဘူးမမကြီးတယောက်ကွယ်လွန်တယ်လို့ကြားရတယ်စေမကောင်းဖြစ်လိုက်ရတာကျွန်တော်ဈေးုံမှာရှိတော့ဝမ်းသာစရာလေးတွေလည်းကြုံရသေးတယ်မမကြီးကျေးဇူးပေါ့တရက်မှာမမကြီးလူနာမေးဖို့မိတ်ဆွေအသားမိလာတယ်သခင်စိုးရဲ့ဇနီးဒေါ်ခင်စီပါဒေါ်ခင်စီနဲ့နောက်ရင်တော်ကိုစိုးနိုင်နဲ့ကျွန်တော်ကအလွန်အင်မတန်ရှစ်ခင်ရင်းနေကြတယ်မမကြီးကိုအကြောင်းပြုပြီးဒေါ်ခင်စီဆေးရုံလာတယ်ဒါတော့မောင်နိုင်လဲပါလာတယ်အချုပ်ခန်းနဲ့ဝင်ခွင့်ရတယ်မမကြီးအခန်းကတဆင့်ကျွန်တော်လာတွေ့တယ်ဒေါ်ခင်စီနဲ့တွေ့ရတာလဲဝမ်းသာလိုက်တာမတွေ့ရတာ15နှစ်15မိုးရှိပြီလေသူသေးကိုသေးမတွေ့လိုက်ရလို့ကတော့ဒီဘဝပြီးပါလေရောထောင်လန်းကြီးတက်လုံးပြိုတော့ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့နောက်လိုက်ဘူပါတီနဲ့ကြုံလိုက်ဆုံလိုက်ကြားလိုက်မြင်လိုက်ရပြန်တယ်တိုင်းရင်းသားခေါင်းဆောင်ကြီးရခိုင်ကြီးကိုတာပန်းနဲ့လည်းတွေ့လိုက်ရသည်နိုင်ငံတကာကြက်ချင်တွေလာတော့တရက်သူနဲ့ကျွန်တော်အတူစကားပြောလိုက်ရသည်ဝမ်းသာတာပေါ့သူနဲ့ကျွန်တော်ကသတင်းစာလုပ်ဖက်သူចောင်းသားခေါင်းဆောင်ဘဝကလေးကတည်ခဲ့တာ1950ခွန်ဒက်စ်တန်ယုံရှိဆန္ဒပြပွဲမှာဒက်စ်အလံကိုသူမီးရှို့တယ်သူလက်မီးလောင်နေသူလက်ဖြားခါသွားရတယ်လက်မီးလောင်တာကိုဒက်စ်နယ်ချက်သမားလည်းလက်ဖြားခါသွားရတယ်ဗမာရခိုင်ចောင်းသားလူငယ်တွေဆန္ဒပြပုံကတဲကျန်းတကူပြိုတုံးကတာပန်းလိုပဲအိုလာတဲ့တာပန်းကလည်းကျန်းတုံးပဲအခုသူကဝါရင်နိုင်ငံရေးလုဖို့ကင်ပန်များအဖွဲ့ဝင်လေရခိုင်အဖွဲ့ဒုဥက္ကဋ္ဌညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ခေါင်းဆောင်တဦးဆိုတဲ့ဂုံကြီးပုတ်တွေနဲ့လှုပ်ရှားနေသူဖြစ်နေပြီထောင်ကထွက်ခါနီးတစ်နှစ်အလို2000ခွန်မှာအထူးဆောင်ပွင့်နေအသက်ရှူချောင်းလာတာကိုပြောတာပါတထေးကြီးမောင်ဝိတ်ရောက်လာတယ်ရုပ်တံဆက်သွင်းနေအခန်းဖျောင်းပစုခင်းနေအဆောင်ရုံးခန်းမှာထောင်မူးတွေနဲ့ထမင်းစားတယ်လူကငငယ်ပြုံးပြုံးပါပဲတကားပြောခွင့်မကြုံလို့သူ့အကြောင်းများဆဆမသိလိုက်ဩတထေးကြီးလည်းထောင်ထဲဆွဲသိမ်းခံရတာပါပဲကလားလို့တွေးမိတယ်နိုင်ငံရေးအမွေကြီးကပုံကိုယ်တွေကထောင်ထဲရောက်နေသူတဦးကတော့ဦးနေဝင်းရဲ့မြေကိုအေးနေဝင်းဖြစ်တယ်သူကသူ့အဖေသူ့ညီတွေနဲ့အတူတေတံကိုစီရင်ဝဲပိုက်ပြီးထောင်ထဲရောက်နေတယ်သူ့အမေကလည်းအကျယ်ကျုပ်ကြနေတယ်2008အစောပိုင်းလောက်မှာကျွန်တော်တို့တွေမြေကြီးပေါ်လမ်းလျှောက်ခွင့်ရတယ်တယောက်ထွက်တယောက်ဝင်အချိန်လွဲပေါ်ပထမလက်ပြခြေပြနှုတ်ဆက်ယုံမယ်နောက်ကြတော့သူအဝင်ကိုအထွက်ဝင်နှမ်းမမြင်ကြရမှာစကားတစ်ခွန်းစနှစ်ခွန်းစပြောကြာလာတော့စကားများပြောစားဆောင်စာအုပ်ဖလဲပေါ်ကိုအေးနေဝင်းကအသက်30လောက်ရှိရောမင်း UK သွားပြီးပညာသင်မှုတယ်အခုကျွန်တော်တို့နဲ့အတူထောင်ကြအထူးဆောင်ရောက်နေတဲ့နိုင်ငံသားရေးဝန်ကြီးဦးဝင်းအောင်ဗြိတိန်တန်မဲ့ဘဝကသူ့အိမ်မှာကိုအေးနေဝင်းနေထိုင်ခဲ့ဘူးတဲ့ကျွန်တော်လမ်းလျှောက်ချိန်ကိုအေးနေဝင်းတို့အိမ်အမှတ်9ရှိကဖြတ်သွားတယ်သူပေးရွတ်တန်ပထန်းရွတ်တန်တွေကြားခဲ့ရတယ်ကျွန်တော်ကြားဘူးနာဝမရှိတဲ့ဖျားတရားစာတွေရွတ်ဖက်တဲ့စေတန်တွေလည်းကြားရတတ်တယ်သူဖတ်တဲ့စာအုပ်တွေကလည်းစာကောင်းပေကောင်းအစင်းမြင့်နိုင်ငံရေးစာတွေကမ္ဘာရေးစာတွေစာအုပ်တွေမှာသူ့အမေဒေါ်စနာဝင်းလက်မှတ်တွေကိုတွေ့ရတယ်။အမေကစာဖတ်တော့
သားလဲစာပတ်တန်တာနဲ့တူရင်ဒီနေ့မှာသူနဲ့ကျွန်တော်စကားအတော်ကြာပြောရတယ်။အန်တီစုတို့ရောမင်းကိုနိုင်တို့ရောလွတ်စေချင်ပါတယ်အဖရဲ့အဖရောပေါ့ကျွန်တော်တို့ရောပေါ့ဒါပေါ့ဗျာနိုင်ငံရေးစိတ်ဝင်စားတယ်ပါတီတွေတော့မလုပ်ချင်ပါဘူးတိုင်းပြည်တိုးတက်စေချင်တာလောက်ပါသူကချင်းချင်းဆဆပြောနေတာတခုပဲရှိတယ်ဗျာကိုမင်းကိုနိုင်တို့စာဖတ်မှဖတ်ရရဲ့လားမသိစာမဖတ်ရရင်တော့သူတို့ခေါင်းသေးမှာပေါ့လူငယ်တိုင်းခေါင်းကြီးစေခြင်းနဲ့ဗျာကျွန်တော်လက်သုံးစကားတစ်ခုရှိတယ်ညံညီငိမ့်မြန်ပြည်ဟိန်းနဲ့မြမာတွေရွှေမက်လို့ပြည်ပြက်ယုံပြက်ရင်ကံကောင်းမျိုးပါတုံနိုင်နေညံရှိကြမှာညီညွတ်ကြမှာငင်းချမ်းလိုစိတ်ကြီးမှာဗျကြည်ရင်ပြည်ဖြိုးမှာပေါ့ဗျာမျိုးဆက်တဲ့လူငယ်တွေလောက်ကြရမှာပေါ့လေကိုအေးနေဝင်ကပြုံးနာထောင်နေလူငယ်ပေမဲ့လူကြီးလူကောင်းပုံပေါက်တယ်ရွှေမတ်တို့ကြီးစိုးတို့ဆိုတဲ့စကားလုံးတွေကိုလည်းမတိမသားပဲနားသင်ယုံလိုက်တယ်တိုင်းပြည်ကြီးတကယ်ဖွံ့ဖြိုးချိန်တန်ပြီပေါ့ဗျာကိုမင်းကိုနိုင်တို့လည်းစာကောင်းကောင်းဖတ်ခွင့်စာများများမှတ်ခွင့်ရစေကြပါလေဗျာနောက်တစ်ခါတွေ့တော့အခြေခံဥပဒေအကြောင်းတွေပြောတယ်ကျွန်တော်လုံးဝလက်မခံတဲ့အချက်ကိုမပြောဘူးစစ်တပ်မတ်အသက်80ဆိုတဲ့ကိစ္စမျိုးပေါ့ရုပ်တံ MRTV ဖိုးမှာနားကလောနေရတဲ့တချင်းကိစ္စသူ့ကိုပြောပြတယ်ကိုကိုင်စာလားဗျာမင်း16နှစ်ပြည့်ပြီးပြီလားဆိုတဲ့တချင်းခဏခဏဆိုနေတယ်စိတ်ပေါက်နဲ့16နှစ်တောင်ပြည့်သွားပြီကွာထောင်ဆွေးမလားငါဆွေးမလားမသိဘူးဟေးလို့ပြန်អော်လိုက်ရတယ်ကိုအေးနေဝင်ကအတန်ထွက်អော်ရတယ်ကိုကိုင်စာကလည်းဆန္ဒခံယူပွဲတချင်းကိုနင်းကိုဟစ်နေတာကိုဒီအချိန်သူ့အဖေကိုစိန်ဝင်းတက္ကသကျောင်းသားကောင်းဆောင်သတင်းစာဆရာသာရှိနေသေးရင်ကျွန်တော်អော်ရဦးမှာပဲကိုစိန်ဝင်းနဲ့ကျွန်တော်ကတိတ်ခင်တာစိတ်ကူးတွေမတူတော့စကားမတူငင်းရခုံရអော်ရဟေ့ရဖြစ်ရတတ်တယ်ကိုစိန်ဝင်းကမူပြီးမိန်းမနဲ့ရန်ဖြစ်ရင်ကိုင်စာစီစာညီအကိုခေါ်ပြီးကျွန်တော်အိမ်လာအိတ်တယ်အဲ့ဒီတုန်းကကျွန်တော်တောင်မွေအဝိုင်းမှာနေတယ်သူ့မှာကျွန်တော်အခန်းတော့ရှိတယ်အလွယ်ပဲတကားဖွင့်နေကျွန်တော်ကရင်ပေါ်တားဖွားတွေတိုးအောင်အိတ်တော်တာပေါ့အဲ့ဒီလိုလူမမဲအရွယ်မှတ်မိထားတဲ့တငယ်ချင်းသားကမင်း16နှစ်ပြည့်ပြီလားလို့မေးတော့ကျွဲမီတူတာပေါ့ပြီးတော့သူတချင်းတွေကတီးဝိုင်းကလည်းဂျိန်တုတ်ဂျိန်လိုက်သေးတယ်သူလောက်တာနဲ့ဆန္ဒခံယူပွဲကိုလည်းကျွန်တော်ထွီသွားတယ်အခြေခံဥပဒေကိုလည်းထွန်သွားတယ်စာနဲ့ပေနဲ့ဖတ်ရတော့ပိုလို့နှလုံးနာသွားတယ်ကျွန်တော်ထောင်ကားထွက်လာတော့ကိုအေးနေဝင်အမေကိုဖုံးဆက်မယ်သူသတင်းပြောမယ်စိတ်ကူးတယ်သူကသူ့အမေအကြောင်းတဖွာပြောတတ်တာကိုဖုန်းနံပါတ်မသိတာနဲ့မပြောပြတော့တာ1995လောက်မှတစ်ခါ1998လောက်မှတစ်ခါ2000လောက်မှတစ်ခါရန်ကုန်စေးုံကြီးကျွန်တော်အခါကတက်ခွဲရတယ်ဂတ်ဝိတ်ချုပ်ခန်းမှာအချိန်လောင်ခံရတယ်ရဲချုပ်ခန်းမှာနေရင်နိုင်ငံရေးအမွေကြီးကန်တူကိုတွေ့တယ်သူကတီမြဲဖားစားပါလာခေါင်းဆောင်ဒူးဝင်ကြီးချုပ်ဟောင်းဦးကျော်ငင်းရဲ့ညီဝမ်းဝဲတော်ဆက်သူကိုထွေးမြင့်မှာသူကကျွန်တော်နဲ့တက်တူရွယ်သူဦးနဲ့အတူတောခိုဘူးတယ်ကျိုးတံ2ကြိမ်ပေးခံရတယ်စေဆိုးရလက်ထက်မှာ20ကျွန်းတန်ကြပြန်နေရဲချုပ်မှနေတော့လူတွေကမမချားဆိုတော့တဲလဲစကားမဆိုမိကြပါဘူးကိုထွေးမြင့်ကဒီကျုပ်မှာအစာဦးပိုင်းကရန်ကုန်တိုင်းရန်ဖြစ်ခဲ့ဘူးတယ်နောက်မှဦးသူဝေရဲ့ဒီမိုကရေစီပါတီမှာဒုဥက္ကဋ္ဌလုပ်ရင်းကျွန်းတန်ခံရတာသူကကျွန်တော်တို့အားလုံးထဲမှာတော့နိုင်ငံရေးဟင်းလေးအိုးကြီးပေါ့စားလေးနည်းနည်းပဲကဲတာအချင်းလေးနည်းနည်းစူတာအသားနည်းနည်းမာတာတီးရွက်နည်းနည်းပြဲတာနဲ့စက်တော်ပွဲတော်ဆက်ပြောင်းမြန်မဖြစ်တာသူနဲ့စကားပြောရတာပြောစရာကောင်းပါတယ်ဘဝတုတလည်းဆုံးအမတ်အသားကလည်းကောင်းအပြောအဆိုကလည်းညက်တော့နားစိတ်ပါတယ်သူကအစားကောင်းအဝါကောင်းတော့အကောင်စားခြင်းအကောင်ဝါခြင်းပေါ့ရဲအချုပ်မှာအတူအကျဉ်းကျနေတဲ့တထေးမကြီးဒေါ်ကြီးဆန်းတို့ဘာကပဥက္ကဋ္ဌသခင်စင်ရဲ့ဇနီးအမကြီးဒေါ်ကြီးမမကြီးတို့အလူရည်ဆက်လက်နဲ့မကွာမန်းသူဒေါ်စိုးထွန်းတို့စီစကားတွေဖောင်းပြီးအလက်ကားတွေတောင်းစားနေတာကြည့်ပြီးစိတ်ထဲကချီးမွမ်းမိတယ်ဒီလူနိုင်ငံရေးနဲ့တော်မှာပေါ့မာတင်ကမော်အောင်နာကိုအခုကျွန်တော်ပြောခဲ့တဲ့လူတွေလိုနိုင်ငံရေးအမွေကြီးကန်တွေတော့မဟုတ်ဘူးနိုင်ငံရေးຫນွယ်နေတဲ့လူတွေလည်းထောင်ထဲမှာအများကြီးရှိသေးတယ်တယောက်နှစ်ယောက်ကောက်ကြောင်းဆွဲပြခြင်းပါသေးတယ်တူကနီးဆိုအင်းစိန်ထောင်တွင်ဆေးရုံမှာမတိသူမရှိဘူးကျွဲပေါက်လောက်ထွားချိုင်းဝါဖီးသူဘာမှုနဲ့ထောင်ထဲရောက်နေတာလည်းမသိဘူးနိုင်ငံရေးအကျဉ်းသားတော့မဟုတ်ဘူးသူဖခင်ကမဆလာခေတ်ကနိုင်ငံတော်ကောင်စီဝင်လုပ်ခဲ့သူ1998လောက်ကအင်းစိန်ထောင်ဆေးရုံမှာကျွန်တော်ရောက်နေတယ်ကျွန်တော်နေရတဲ့ M5 ထဲမှာကျွန်တော်တယောက်တည်းတနေ့တန်းနိုင်ကြားကနေလူတွေသူတွေ
သွားလာလှုပ်ရှားနေကြတာငေးတယ်ကျွန်တော်အခန်းနဲ့မျက်နှာချင်းဆိုင်မှာဆေးရုံပိုရှိတယ်အယူတိုက်နဲ့အနူတိုက်ရှိတယ်တူကာနီးကအဲ့ဒီတိုင်နှလုံးရဲ့တန်းစီအယူတွေအပြင်ထွက်ရှောက်နေရင်သူကလိုက်ဖမ်းတယ်သူ့ကိုလူတိုင်းယွန်းတယ်တူကာနီးအလုပ်ကနေကင်းတိုင်ဟင်းကျွေးလေတောင်ဝန်ထမ်းတွေနဲ့ပဲအာလူငရုတ်ကြက်သွန်စီတွေမှာညနေဆောင်ရင်ပုံစံအမဲသားဝယ်လူနာတချို့ကသူ့ကိုမစားတဲ့အမဲသားကို15ကျပ်နဲ့ပြန်ရောင်းနေသူ့မှာဒဏ်ကြိုင်လေးတွေရှိတယ်ကြက်ကိုမီကိုနဲ့မဲတဲနေတာဂျိုင်တင်းကိုအမဲသားထက်စီထက်ငရုတ်ကြက်သွန်ထက်ရေထက်ပြီးရင်အဖုံးပိတ်ဂျိုင်းကိုဖိုးကဖွဲမီးပြပုံထဲကိုသွင်းနာယီဝက်တနာယီကြာဆိုရင်ကြက်ပြီးဒီလိုပဲအာလူဟင်းပဲဟင်းတီးရွက်ဟင်းဆိုတာတွေကိုစီမံနေဖိုးသွင်းနေကြက်ရင်ရောင်းနေကျေးယုံဆိုတာတတိတွေဆရာဝန်အထည်ကြီးပြီးထောင်မူးထောင်ချက်အထည်ကြီးပြီးဒိန်ကြနေသူတွေအဲ့ဒီလူဒန်းစားကတိုကာနီချက်ဟင်းတွေဝယ်စားတယ်အမဲသားဟင်းတစ်ခွက်မှအစိအာလူဟင်းပဲဟင်းတစ်ခွက်15ကျပ်ကောင်းရင်စားပြီးရင်ပတ်စံပြီးတိုကာနီနဲ့စကားမပြောလိုက်ရပါကျွန်တော်ကလည်းဈေးရုံမှာတောင်းတီးကြပိတ်ခံထားရတာဘယ်သူနဲ့မှလည်းစကားမပြောရမဆက်သွေရတခြားလူလည်းကျွန်တော်စီမလာရစကားမပြောရမဆက်သွေရကျွန်တော်မလွတ်ခင်တိုကာနီးလွတ်သွားတယ်မကြလိုက်ဘူးကားတိုက်ခံရလို့တေရှားတဲ့လူဘဝဆိုတာကံကြမ္မာခေါ်ဖျားလူတော်ခေါ်တိုက်ဆိုင်မှုခေါ်တေးချင်းတန်တန်မတန်တန်တေဖို့ဖန်လာတော့တေးနေရတာပါပဲလေတေးသူတွေကတော့ဘာသိတော့မလဲမတေးလို့ကြံခဲ့တဲ့ဆွေမျိုးသားချင်းမကင်းရမကင်းကြောင်းတွေကတော့မိတ်ဆွေတငယ်ချင်းဖြစ်ဖြစ်လုံးဖို့ကင်ဘက်ရဲဘော်ဖြစ်ဖြစ်ဝမ်းနေကြည်ကွယ်ဖြစ်ရတာပေါ့လူစိတ်ပြောင်းနေတဲ့အာနာရှင်တွေအဖို့တော့မတေးအသေးမစိတ်ပြီးရောဒါအမိန်လူသားနဲ့စစ်အာဏာရှင်နဲ့ထောင်နဲ့လူသားတန်တရားချားရဟက်ကြီးတဖွာဖွာလဲနေပါကလားလူတွေကလည်းဇာတိစရာဗျာတိမရဏနဲ့မွေးတည်ရဟက်လဲပတ်နေပါလားစစ်အာဏာရှင်စနစ်နဲ့ထောင်စနစ်ကတော့သူတို့ချင်းလဲပတ်တာဘယ်တော့မှရပ်ပါလိမ့်ဟုတ်ကဲ့အပိုင်းကိုပြီးပါပြီခင်ဗျာကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားပေးခဲ့ကြပါဦးခင်ဗျာဇက်သိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ